ကျတော့ကလီဌာနမှုအတွက်တရွာလုံးမှာပထမဆုံးအကြိမ်အဖြစ်ပင်လယ်ရေမော်ပစုံကိုအောင်မြင်အောင်မွေးမြူပေးခဲ့တာအဲ့ဒီနေ့တရက်ထဲတင်ရောင်းအားကသိန်းနဲ့ချီရှိခဲ့တယ်ကျတော့ထင်ထားတာကသူကကျတော့ကိုစာချုပ်စာတမ်းနဲ့တေချာဂတိပေးထားတဲ့စုချင်းငွေ9000ပေးလိုက်မယ်ပေါ့ဒါပေမဲ့ငွေရှင်းတဲ့နေ့မှာတော့လီဌာနမှုကပါလက်တဲ့စာအိတ်တအိတ်ကိုကျတော့မျက်နှာရှိပစ်ချပေးခဲ့တယ်ကျတော့ဖွင့်ကြည့်လိုက်တော့အထဲမှာ1000ပဲရှိတယ်သူက6တောက်ချိတ်ပြီးလှောင်ပြုံးနေသေးတာချမ်းချောင်းကောမင်းကအလုတ်ကျန်းလုတ်တဲ့သူတတ်ပဲအမျက်ဝေစုခွဲရလောက်တဲ့အထိမတန်ဘူးလို့ပြောပါတယ်ကျတော့ရဲလိုက်မိတယ်သူမသိတာကကျတော့ဟာသူ့ရဲ့ပစွန်ကံပြက်ကိုကယ်တင်ပေးနိုင်တယ်လို့တရွာလုံးကဘသူမှအဖတ်မလုပ်တဲ့စားတွင်းဟောင်းမှလည်းတန်ဘူးကြီးပင်လေရီမော်ပစွန်တွေကိုမွေးမြူပြနိုင်တယ်ဆိုတာပဲရှောင်းကောနောက်ဘာဆက်လုပ်ကြမလဲအမှန်တိုင်းပြောရရင်ငါတို့မှာပစုံကံမရှိဘူးလေနီးပညာရှိတယ်အချက်လက်ရှိတယ်နာမည်ကောင်းလည်းရှိတယ်ကံမရှိတာနဲ့ပဲကြောက်နေရမှာလားသမီးလေးရာပစွန်ကံဆိုတာဗဇက်ကရှိတယ်ပြောယုံနဲ့ရှိလာတာမဟုတ်ဘူးရွာတွေကကံကောင်းကိုင်းတွေကိုလီဌာနမှုကအကုန်လုံးသိမ်းထားတာကြံတာတွေကကံပြက်တွေရေယိုတဲ့ကံတွေစားတွင်းဟောင်းနေကြီးပဲကံအကောင်းတွေကိုသူသိမ်းထားရင်ကံပြက်တွေထဲကနေပဲအခွင့်ရေးရှာရမှာပေါ့သူများမျက်စိထဲကအမိုက်ကကျတော့မျက်စိထဲမှာတော့ယတနာဖြစ်ချင်ဖြစ်နေမှာကံပြက်တွေဘဲမှာလဲဝမ်ရှင်းရဲ့အိမ်နောက်မှာကံအသေးတကန်ရှိတယ်2နှစ်လောက်ပြစ်ထားတာအောက်မှာရွှွန့်ဝင်တွေထူနေပြီအာရှုရဲ့အိမ်ကကံကတော့ပင်လယ်မြောင်းနဲ့နီလို့ရေယိုနေတယ်ပြီးတော့ရွာကော်မတီနာကစားတွင်းဟောင်းရှိသေးတယ်ဘသူမှမယူကြဘူးဒီတိုင်းပြစ်ထားတာကြတော့ဒီရေတက်ရင်ရေဝင်ပြီးဒီရေကျရင်ရေခမ်းသွားရောညက်ရိုင်းနေတော့အပြည့်ပေါက်နေပြီရွာကော်မတီကစားတွင်းဟောင်းကိုတော့ရှော့မတွက်နဲ့အဲ့ဒီစားတွင်းဟောင်းကအရင်ကစားလန်းတဲ့နေရာနောက်ပိုင်းဘသူမှမကြည့်ကြတော့ဘူးဒီရေအတက်ကြရှိတော့ရေကတိတ်မနှက်ဘူးရေမော်တွေအများကြီးရှိပြီးအောက်ခြေကမြေစီလွာကောင်းတယ်ပဇန်တာမန်မွေးဖို့ဆိုရင်တော့ထိန်းရခက်လိမ့်မယ်ဒါပေမဲ့နည်းနည်းလောက်ပြုတ်ပြင်လိုက်ရင်အသေးစားစမ်းတက်မွေးမြူလို့ရနိုင်တယ်ပင်လယ်ပြင်စီဥတီနေတဲ့တဘာဝမြောင်းနှစ်ချောင်းရှိတယ်တချောင်းကရွက်နုံတော့နေနေတယ်အစွန်းတစ်ဖက်ကိုပိတ်ပြီးတစ်ဖက်ကိုဖွင့်ထားလိုက်ရင်ရေကိုထိန်းလို့ရပြီအခုသွားကြည့်ရအောင်ဆိုပြီးထွက်လာကြပါတယ်ရှောင်းကောမင်းလီဌာနမှုနဲ့လမ်းခွဲလိုက်ပြီလို့ကြားတယ်ဟုတ်ကဲ့လမ်းခွဲလိုက်ပါပြီဒါဆိုသူမင်းကိုပေးဖို့ကြံတဲ့စုချင်းငွေကောမပြီးပါဘူးငါတီးသားပဲအဲ့ဒီလူကနှုတ်ချိုတဲ့လောက်ရင်ထဲမှာမင်းညင်နေတာဒါဆိုမင်းငါတို့ကံတွေကိုကူးကြည့်ပေးဦးမလားကြည့်ပေးမှာပါမင်းလီဌာနမှုစီမှာလည်းအလုံးမလုံးတော့ဘူးကိုဘာလို့ကူညီပေးဦးမှာလဲကျတော်ကနီးပညာနဲ့ထမင်းစားတာလီဌာနမှုရဲ့တနာကရုဏာနဲ့စားတာမဟုတ်ဘူးရွာသားတွေကိုကူညီတာကဒီပင်လယ်ပြင်ကြီးကြောင့်ပဲသူ့ပတ်စံကြောင့်မဟုတ်ဘူးကျတော်ခမားတို့ကိုကူညီမှာပါလီဌာနမှုအတွက်လုပ်ပေးမှာမဟုတ်ဘူးရှောင်းကောကတကယ်ပဲကိုယ်တိုင်လုပ်တော့မလို့လားသူပစွန်သားပေါက်ဝယ်ဖို့ပတ်စံရှိလို့လားရွာကစားတွင်းဟောင်းတဲ့ကနေဘာထွက်လာမှာမို့လို့လဲပထမဆုံးအကြိမ်ပစွန်မမွေးခင်တုန်းကလည်းခမည်းတော်အောင်မြင်မှာမဟုတ်ဘူးလို့ပြောခဲ့ကြတာပဲသူများတွေကအပြက်စီးလို့မြင်ပေမဲ့ကျတော်ကတော့အလားအလာရှိတဲ့မြေနေရလို့မြင်တယ်ဒီကရွှွန့်တွေကနမ်းမနေဘူးမြေစီလွာလည်းကောင်းတယ်အရေးကြီးဆုံးကရေကအသက်ဝင်နေတာပဲရွှွန့်မနမ်းဘူးမြေစီလွာရှိတယ်လုံးဝပျက်စီးမနေသေးဘူးဒီမြောင်းကိုပြုတ်ပြင်ရမယ်တစ်သားဟောင်းတွေနဲ့တဲအိတ်ဆဲအိတ်လောက်သုံးပြီးယာယီတကားအရင်လုပ်မယ်အထူးထွက်နှုံးကောင်းဖို့အရင်မစင်စားသေးပဲဒီရီနဲ့အတူရီလဲပေးရမယ်ပစုံသားပေါက်ကကောမဝယ်ပဲဘာငွေးမှာလဲဝယ်လာတဲ့သားပေါက်ကဒီရေနဲ့ကိုက်ညီချင်မှကိုက်ညီမှာဒါပေမဲ့ဒီမြေမှာတဘာဝအတိုင်းကြီးထွားနေတဲ့ပစုံရိုင်းတွေကပဲမျောလင့်ချက်ပဲပြီးတော့ဒီမထင်မရှားပင်လေရေမိုတွေကမှတကယ့်ယတနာအစ်စ်တွေပဲတဘာဝပစုံလေးတွေရှိနေတာကဒီရေမှာပစုံတွေရှင်သန်းနိုင်တယ်ဆိုတာသက်သေပြနေတာတကယ့်တန်ဖိုးရှိတာကဒါပဲရှောင်းကောဒါကရေတိမ်ပိုင်းမှာတွေးရလေးရှိတဲ့အမျိုးအစားမဟုတ်ဘူးငါငယ်တုန်းကပင်လယ်အဝေးကြီးထွက်တုန်းကကြောက်ဆောင်နေနားမှာဒီလိုမျိုးတွေ့ဖူးတယ်အဲ့ဒီနေရာကရေနက်ပြီးလှိုင်းကြီးတယ်ငါးနဲ့ပစုံတွေတအားအောင်တယ်ရေလုံသားကြီးတွေပြောတာကတော့ဒီလိုရေမော်မျိုးကပစုံနဲ့ကနန်းတွေကိုဆွဲဆောင်နိုင်တယ်တဲ့ရေလုံသားကြီးတွေရဲ့အတွေ့အကြုံကတော့အမှန်ပဲဒါပေမဲ့တကယ်အစွမ်းထက်မထက်ဆိုတာကြက်တော်ကိုယ်တိုင်စမ်းသပ်ကြည့်မှသိရမယ်ရှောင်းကောမင်းတကယ်ပဲဒီစားတွင်းဟောင်းနဲ့ရေမော်ရိုင်းနေနဲ့ပဲအချင်းကြီးကိုပြောင်းပြန်လှန်ပြစ်နိုင်မယ်လို့ထင်နေတာလားသူကတော့ထင်တာပေါ့ရှောင်းကောမင်းတကယ်ပဲတနေ့နှိမ့်ကျသွားတာပဲငါရဲ့ကံကောင်းတွေကိုကြမလုပ်ပဲဒီလိုစားတွင်းဟောင်းပြက်ထဲမှာလာပြီးအပင်ပန်းခံနေတယ်ပေါ့လူတိုင်းကြည့်ကြပါဦးဒါကိုနီးပညာလို့ခေါ်တဲ့ရေမော်ရိုင်းအနှဲငယ်နဲ့ပစုံမွေးမယ်လို့ပြောနေတာရေစရာကောင်းလိုက်တာရှင်ပထမဆုံးချိန်ပစုံတွေအောင်မြင်တော့ကလည်းအခုလိုပဲလှောင်ရခဲ့တာပဲမဟုတ်လားအဲ့ဒီပထမချိန်ပစုံတွေကငါပိုက်ဆံနဲ့မွေးခဲ့တာကွာဒါပေမဲ့ရှောင်းကောကိုညီပြီးစီမံပေးခဲ့လို့အောင်မြင်ခဲ့တာလေမင်းကတော့ကြွေးတဲ့လက်ကိုပြန်ကြိုက်တဲ့ကောင်ပဲမင်းကိုဘသူလစာပေးနေလဲဆိုတာမမေ့နဲ့ခမားပေးရမယ်လစာတော့အပြည့်မပေးရသေးဘူးလေငါဒီနေ့ဒီစကားကိုဒီမှာပဲခြံထားခဲ့မယ်ဘသူမှမဆိုကိုယ့်ရဲ့ပစွန်ကံကိုရှောင်ကောစီငှားရင်
နောက်ငါစီကနေအလုတ်တွဲလို့ဖို့မစင်စားနဲ့ဘသူမဆိုသူ့နောက်လိုက်ရင်ပြဿနာတက်ရင်ကိုယ့်ဖက်ကိုရှင်းကြငါမင်းတို့စီကပစွန်တကောင်းမှထပ်မဝေတော့တွေ့လားရှောင်းကိုစီဝါရေးလုတ်တယ်ဆိုတာအားကိုးပြီးလုတ်ရတာမဟုတ်ဘူးမင်းမှာပစွန်ရောင်းမဲ့လမ်းကြောင်းမရှိရင်ဘသူမှမင်းနဲ့မပတ်သက်ရဲဘူးငါသွားတော့မယ် လီဌာနာမူကသူပဲကောင်းငင်ကြီးကိုလက်ဝါးနဲ့အုပ်နိုင်တယ်လို့ထင်နေတာဒါပေမဲ့ तू မိနေတာကအမြဲတမ်းတန်ဖိုးရှိနေမှာကအည်သွေးပဲချင်းချောက်တဲ့စကလုံးတွေမဟုတ်ဘူး အခုချမ်းအနောက်ရှက်ပေးမိပြီကျွန်တော်မေးချင်လို့ပါနောက်ပိုင်းကျွန်တော်ကိုယ်တိုင်အသေးစားပစုံမွေးမြူလို့အရေးသွေးပြည့်မိရင်အကိုတို့ဝယ်မလားဝယ်မှာပေါ့မင်းအရင်တစ်ခေါက်မွေးပေးတဲ့ပစုံလေးရဲ့အရေးသွေးရတအားတည်ငြိမ်တယ်မင်းကိုယ်တိုင်စီမံတဲ့ကန်ဆိုရင်အရေးအတွက်နည်းရင်တော့ကိစ္စမရှိဘူးအရေးသွေးကောင်းရင်ရပြီကျွန်တော်တို့ကြိုးတင်ပြီးမှယူထားလို့ရတယ် ဈေးနှုန်းကတော့ဈေးကွက်ပေါက်ဈေးတိုင်းပေါ့ဈေးကွက်ပေါက်ဈေးထက်ပိုပေးပါမယ်မင်းရဲ့ပစွန်တွေကအသားချိုလို့စားသုံးသူတွေကသဘောကျကြတယ်အကယ်၍ပုံမှန်ပံ့ပိုးပေးနိုင်ရင်ကျွန်တော်တခြားဆိုင်ကြီး2ဆိုင်နဲ့ပါမိတ်ဆက်ပေးဦးမယ်ခမ ्या အခုနပြောတာကျွန်တော်မှရောင်းမဲ့လမ်းကြောင်းမရှိဘူးဆိုတာဟုတ်လားမြို့ပေါ်ကစားတောက်ဆိုင်ကြီးတွေတောင်ရှောင်းကောကိုအတိအမှတ်ပြုကြတာပဲသူတို့ကရှောင်းကောစီမံတဲ့ကံကိုပဲယုံကြည်ကြတာ အဆက်ရသွားတဲ့လီဌာနမှုကမင်းကဝယ်ယူရေးမန်နေဂျာတယောက်နဲ့အဆင်ပြေယုံနဲ့သူ့ကိုအားကိုးပြီးအခြေအနေပြောင်းလဲနိုင်မယ်ထင်နေတာလားလို့ဒေါသတကြီးပြောနေပါတယ် သူ့လိုလူမျိုးရဲ့မျက်စိထဲမှာအာနာနဲ့ဖိနှိပ်မှုပဲရှိတာစီးပွားရေးလောကမှာအာအကိုရဆုံးအရာကဘာလဲဆိုတာသူမေ့နေတာသူ့ကိုအားကိုးစရာမလိုဘူးအည်အသွေးကိုအားကိုးမယ်ယူသားမှုကိုအားကိုးမယ်ဂတိတီးမှုကိုအားကိုးမယ် ရှောင်းကောမင်းသိပ်ပြီးဝမ်းသာမနေနဲ့ဦးဒီစားတွင်းဟောင်းကနေပစွန်တွေထွက်လာရင်ငါနာမည်လီကိုပြောင်းပြန်ရေးပြမယ်ခမ ्या ပြောတဲ့စကားကိုမှတ်ထားလိုက်ပါငါကျင်းတည်မှတ်ထားမှာပေါ့ပြီးတော့ပေးဖို့ကြံတဲ့စုကြီးငွေ9000ကိုလည်းမှတ်ထားပါမင်းမအည်ချင်းရှိရင်တွားတိုင်လေစိတ်ချစရင်ကိုတေးချတွက်မှာပါပတ်စံလဲတောင်းရမှာပဲပစွန်လဲမွေးရမှာပဲဒီစားတွင်းဟောင်းမှာကျတော့စမ်းတပ်မွေးမြူဖို့ပြင်ဆင်နေတယ်ဘသူတွေလာကူလို့မလဲနေတွက်ခအတိုင်းတွက်ပေးမယ်ဘသူအိမ်မှာတစ်သားဟောင်းပိုက်ကွန်ဟောင်းရေပိုက်ဟောင်းတွေရှိတယ်ရင်းနှီးမြုပ်နှံမှုအနေနဲ့ထည့်ဝင်လို့ရတယ်အမျက်ထွက်ရင်စရင်ကိုအတိအလင်းဖွင့်ပြပြီးလုတ်အားနဲ့ပစ္စည်းထည့်ဝင်မှုအလိုက်အချိုးကျခွဲဝေပေးမယ်စရင်ကိုအတိအလင်းဖွင့်ပြမှာလားဟုတ်ကဲ့အတိအလင်းဖွင့်ပြမှာပါနေ့စဉ်အသုံးစရိတ်တွေကိုတင်ပုံးပေါ်မှာရေးထားပေးမယ်ဘသူမဆိုကြည့်လို့ရတယ်အကယ်၍ရှုံးသွားရင်ကော ရှုံးရင်နီးပညာပိုင်းဆိုင်ရာတာဝန်အားလုံးကိုကျွန်တော်တယောက်ထည့်ယူမယ်ခမ ्या တို့ထည့်ဝင်ထားတဲ့လုတ်အားနဲ့ပစ္စည်းတွေကိုစည်ရင်မှတ်ထားပြီးနောက်ပိုင်းအမျက်ထွက်ရင်အရင်ဆုံးပြန်ဆက်ပေးမယ်ငါပါမယ်ငါလဲပါမယ်ငါကတော့ပိုက်ကွန်ဟောင်းတွေထည့်မယ်ပြီးတော့ဒီရေစောင့်ကြည့်ဖို့လည်းကူပေးမယ်ငါအိမ်မှာတစ်သားဟောင်းတွေရှိတယ်အရင်ယူသုံးလိုက်ငါကတဲအိတ်တွေထည့်မယ် ဌာနမူလီကရှောင်းကောကိုဖိနှိပ်ဖို့စ조사ပေမဲ့မအောင်မြင်ပဲပြန်သွားရပါလေသူ့မျက်နှာအစိမ်းရောင်ပြောင်းသွားတာငါတွေးလိုက်တယ်သူ့ကိုမထောက်ခံကြနဲ့ရှောင်းကောတယောက်စိန်ခေါ်လိုက်သည့်အတိုင်းအလုတ်ဖြစ်အောင်ပြတည်ရန်အချိန်ရောက်ပြီဖြစ်သည်ဒီစားကန်ဟောင်းဟာငါရဲ့ခံတတ်ပဲလို့ရှောင်းကောကပြောလိုက်တယ် ပထမဆုံးအနောက်ဘက်မြောင်းကိုပိတ်မပြီးအရှေ့ဘက်မြောင်းကိုရှင်းမယ်ရေလမ်းကြောင်းကိုထိန်းချုပ်ရမယ်ပြီးရင်ပေါင်းပင်တွေရှင်းမယ်ရွှန့်တွေကိုမှွေမယ်စမ်းတက်ကန်3ခုလုံးမယ်အဆင့်3ကရောအဆင့်3ကအစာဆန်းမယ်ဒီအရာကတကယ်ပဲပစွန်တွေကိုကြီးထွားစေမှာလား ဘသူတွေအလောက်လာကူလဲဘလောက်ကြာကြာလောက်လဲဘယ်နေရာမှာသုံးလဲဆိုတာကိုကျမစရင်တိချမှတ်ထားတယ်အစပိုင်းမှာရွာသားတွေကကမ်းပေါ်ကနေလက်ပိုက်ကြည့်နေခဲ့ကြတာပါဒါပေမဲ့ရေလမ်းချောင်းကတကယ်ပြောင်းသွားတဲ့အခါမှာတော့သူတို့ရဲ့တန်တရာမျက်လုံးတွေပျောက်ကွယ်သွားခဲ့တယ်လူငယ်လေးဒီပိုက်ကသုံးလို့ရသေးလားရပါတယ်ဖြတ်ပြီးတော့အကန့်ပိုက်အဖြစ်သုံးလို့ရတယ် ဝန်တော်ကြီးရဲ့ပိုက်အဟောင်းတစ်ခုဦးလေးလေးရဲ့ဝါလုံး6လုံးအားချန်ရဲ့ရေပိုက်အဟောင်းတစ်ခွေအားလုံးကိုအကျွေးစရင်မှတ်ထားတယ်တထဲလီစီမှာတော့စရင်စရာတွေကအမောင်ဖုံးနေတယ်ဒါပေမဲ့ကျွန်တော်စီမှာတော့စိုက်ထုတ်လိုက်တဲ့ခွန်အားတိုင်းဟောင်းနွမ်းနေတဲ့ပိုက်ကွန်လက်မာတိုင်းကလူတိုင်းရှိမှရှင်းရှင်းလင်းလင်းရှိနေတယ်ဒါဟာလူတို့ရဲ့စိတ်ထားပဲ ရှောင်းကောမနှက်ပြန်ဘာလုပ်ကြမလဲမနှက်ပြန်ဒီရေကြချိန်အမိသွားပြီးကြောက်ဆောင်တွေနားမှာဒီရေညှိမျိုးသွားခုမယ်ပြီးတော့ဒေသခံပစွန်စိတ်လေးတွေဖမ်းပြီးကန်3ကန်ခွဲပြီးအစာဆန်းကြည့်မယ် ငါလမ်းပြပေးမယ်အဲ့ဒီကြောက်ဆောင်တွေကသွားရခတ်တယ်ဒီရေအကြဆုံးအချိန်ကိုအမိသွားရမယ်ငါတို့ဘာကူညီပေးရမလဲ တန့်ရှင်းတဲ့ဇလုံးတွေကက်ကြီးတွေဝါးဆန်ကားတွေပြင်ထားပေးပါရေညှိတွေကိုစေးကြောလှီးဖြတ်ပြီးတဝက်လောက်6အောင်လှမ်းရမယ်ဒီတိုင်းပြစ်ထည့်လိုက်လို့မရဘူး
ပဇွန်တွေကိုတော့အရင်ဆုံးနည်းနည်းပဲထည့်မယ်ကန်တိုင်းကိုအရေအတွက်တူတူပဲထည့်မယ်တကန်ကိုရိုးရိုးအစာကျွေးမယ်တကန်ကိုရေညှိအစာကျွေးမယ်နောက်တကန်ကိုတော့ရောပြီးကျွေးမယ်3ရက်နေရင်သူတို့ရဲ့တန်ဆွမ်းမှုကိုကြည့်မယ်9ရက်နေရင်အခွန်အယောင်ကိုကြည့်မယ်လဝက်လောက်နေရင်တော့အသားအစီအနှစ်ကိုကြည့်မယ် ဒါကိုစမ်းတက်တယ်လို့ခေါ်တာပေါ့ဟုတ်တယ်အဲ့ဒီအယောင်ရင်းရင်ရည်ညိတွေကအမဲရောင်ကြောက်ဆောင်တို့ရဲ့ကြောကုန်းပေါ်မှာကတ်နေကြတာရေပြင်ရဲ့အလင်းရောင်အောက်မှာတလက်လက်တောက်ပါနေတယ်တထေးလီနဲ့ငါရဲ့ဒုတိယတိုက်ပွဲစတင်ပြီဆိုတာငါသိလိုက်တယ်ပထမတိုက်ပွဲမှာငါကသူ့အတွက်တရွာလုံးမှာအကောင်းဆုံးပဇွန်ကန်ဖြစ်အောင်မွေးမြူပေးခဲ့ပေမဲ့သူကငါ့ကိုကန်ထုတ်ချင်ခဲ့တယ် ဒီဒုတိယတိုက်ပွဲမှာတော့သူ့ရဲ့ကန့်ကိုလည်းငါမသုံးဘူးသူ့ပတ်စံကိုလည်းမသုံးဘူးသူ့မျက်နှာကိုကြည့်နေစရာလည်းမလိုတော့ဘူးငါချမ်းရှောင်းကော့ဆိုတာအနိုင်ကျင့်လို့လွယ်တဲ့သူမဟုတ်ဘူးဆိုတာသူ့ကိုသိစေရမယ်ဘသူမှမလိုချင်တဲ့ဒီစားကန်ဟောင်းရဲ့ရွာသူရွာသားတွေရဲ့တစ်သားပြားဟောင်းတွေပိုက်ကွန်ဟောင်းတွေကိုသုံးပြီးငါကိုပိုင်ပိုင်ဆိုင်တဲ့ပဇွန်တွေကိုမွေးမြူပြမယ်တထေးလီကပြောဘူးလေငါကခွန်အားပဲစိုက်ထုတ်နိုင်နေသူလေ ရှောင်းကောဒီရေတက်လာပြီညင်းညူတဲ့သူကခွေးကလေးပဲနော်ပင်လေကြီးကဘယ်သူကိုမှစောင့်မနေဘူးဒီရေဆိုတာအမိတ်ပဲဘဝကိုပြောင်းလဲခြင်းရင်ဒီရေထက်စောစောနိုးမှရမယ်ကြောက်ဆောင်တွေကချော့တယ်လဲကြရင်နားတယ်လို့မအော်နဲ့အဲ့ဒါကဒိုးတီရှာနေတဲ့ယတနာပဲ ရေနက်ပိုင်းကပေါ်ပါတဲ့ရေညိတွေကကြောက်ဆောင်တွေမှာကတ်နေတာအရွက်တွေကထူတဲတယ်ပင်လေရီတိုက်စားမှုအောက်မှာပိုးဖဲချိုးလေးလိုလှုပ်ရှားပြီးတောက်ပနေတာပဲအမြစ်ကနေဆွဲမနှုံနဲ့တို့တွေရေရှည်300အောင်ပဲတခါတည်းနဲ့အကုန်ခူးဖြစ်လို့မရဘူး အပေါ်ပိုင်းကိုပဲကက်ကြီးနဲ့ညှက်ပြီးအမြစ်ကိုခြံထားပါအချိန်တိုင်းတာတစ်ခုကြာရင်ပြန်ပေါက်လာလိမ့်မယ်ဟုတ်တယ်ပင်လေကိုအမိပြုတ်ပြီးစားတောင်းနေရတာမို့ပင်လေကိုတော့ကုန်ခန်းသွားအောင်မလုပ်သင့်ဘူးလေရှောင်းကော်ကြီးဒီဟာတွေကိုတာမန်အချိန်ဆိုဘယ်သူမှမလိုချင်ချဘူး နင်းမိရင်တောင်ချော်တယ်ဆိုပြီးယွန်ကြတာကိုမင်းကယတနာတစ်ခုလိုသဘောထားနေသေးတယ်မနေ့ကလည်းခမားကစားခြင်းဟောင်းကြီးကအတုံးမဝင်ဘူးလို့ပြောခဲ့သေးတာပဲရှောင်းကောဒီရင်ကြီးကပဇွန်တွေကိုတကယ်ကျွေးလို့ရတာလား ခမားတို့ပဲကြီးလိုက်လေတကယ်စားနေတာပဲပင်လေတဲကအရာတွေအားလုံးမှာတက်ဝင်လှုပ်ရှားမှုရှိတယ်အေးဆက်တဲ့ဒီရေကြောက်ဆောင်အကွေးချောင်းနေကြမှာပေါက်တဲ့ဒီရေညိမျိုးကအရွက်ထူပြီးညှိနှံ့နေတယ်ပဇွန်တွေအကြိုက်ဆုံးတဘာဝအားစေပဲတေချာစေးကြောပြီးဆင်းပါခတ်6လေးဖြစ်အောင်လှမ်းပြီးရင်ပုံမှန်အစာနဲ့ရောလိုက်ပါဒါကြောင့်ကျွန်တော်တို့ကန်3ကန်ခွဲပြီးစမ်းသပ်မယ်တကန်ကပုံမှန်အစာတကန်ကရင်းညိအစာနောက်တကန်ကအယောအစာပေါ့ရှောင်းကောအလုံးလောက်တာဘယ်တော့မှမလွဲဘူးလို့လေပင်လေရေမော်နဲနဲလောက်ခူးလိုက်ရုံနဲ့ကိုနီးပညာရှင်လို့တကယ်ထင်နေတာလားသူကဘာလို့ပြန်လာတာလဲချမ်းရှောင်းကောမင်းအစာဝယ်ဖို့ပတ်စံမရှိလို့ပင်လေရေမော်ခူးနေတာလားတကယ်လို့အလောက်တောင်ဆင်းရဲနေရင်ငါ့ကိုပြောငါတအိတ်နဲ့အိတ်လောက်ပေးလို့ရပါတယ် တထေးလီရှင်ကအလုတ်သမားခါတော့မပေးချင်တဲ့လူပဲကိုဘာဒီလာဟန်လုပ်နေရလဲခလီမငါချမ်းရှောင်းကောနဲ့စကားပြောနေတာဝင်မပါနဲ့တထေးလီခမားအချိန်ကရောက်လာတာပဲဘာလဲငါကိုအကူအညီတောင်းမလို့လား ဒီပင်လေရေမော်ကတန်ဘူးရှိလားဆိုတာကြည့်ပေးပါဦးပင်လေရေမော်အပုတ်အတိုးတွေကတန်ဘူးရှိပါမလားဒါကိုဝက်စာကျွေးရင်တော့ဝက်ကစားပါမလားမသိဘူး ကောင်းပြီခမားစကားကိုကျွန်တော်မှတ်ထားမယ်မင်းငါ့ကိုစကားနဲ့လာမကစားနဲ့ငါမင်းကိုပြောပြမယ်ပဇွန်မွေးမြူရေးဆိုတာအတိုင်းတာရင်းနှီးမြှုပ်နှံမှုနဲ့လမ်းကြောင်းတွေရှိရတယ်မင်းဒီလိုပုံအစုပ်တွေပိုက်အဟောင်းနေနဲ့မွေးတာကတော့အများဆုံးရှိလားအမြည်လို့ဖို့လောက်ပဲရမယ် သူကကျွန်တော်ကိုသူ့ရဲ့အတွေးခေါ်ဟောင်းနေနဲ့ပဲတိုင်းတာနေတော့မယ်ဒါပေမဲ့အခြေအနေတွေကပြောင်းလဲသွားပြီဆိုတာ तू မသိသေးဘူးတကက်နီးပညာဆိုတာပိုက်ဆံပုံပေးရုံနဲ့ရတာမျိုးမဟုတ်ပါဘူး တထေးလီနောက်ကြလို့ဒါတွေကတန်ဖိုးရှိလာရင်တော့ရှင်ကျေးဇူးကြောင့်လို့လာမပြောနဲ့အောင်နော်မေလ10ရက်နေ့ရေနက်ပိုင်းပင်းလေရီမော်3ချင်းဈေးကြောတဲ့သူတွေရဲ့နာမည်ကိုတင်ဘုံပေါ်မှာရေးထားတယ်နောက်ကြရင်ဒီတိုင်းပဲခွဲဝေကြမယ်အိုးငါနာမည်တောင်တင်ဘုံပေါ်ရောက်သွားပြီပဲဒါဆိုပို့ပြီးစင်ကြယ်အောင်စီးရတော့မှာပေါ့ဒီလိုပွင့်လင်းမြင်သာမှုနဲ့တရားမျှတမှုမျိုးကထထေးလီလိုလူမျိုးဘယ်တော့မှမပြီးနိုင်တဲ့အရာပဲစိတ်တူကိုယ်တူဝိုင်းလုံးကြမယ်ဆိုရင်စွန့်ပစ်ထားတဲ့စားချင်းဟောင်းတောင်ရွှေတွင်းဖြစ်လာနိုင်ပါတယ် ပထမအတော့အချိုးအစားကနေရမယ်ရောဇက်ကန်10ရာခိုင်နှုန်းပင်လေရီမော်ကန်30ရာခိုင်နှုန်းကန်3ကန်စလုံးမှာရှိတဲ့ပဇွန်သားပေါက်အကြီးအတွက်ရေအနက်နဲ့အရိပ်ရရှိမှုကလုံးဝတူညီရမယ်ဒါမှနှိုင်းရှင်ရတာတိကျမှာပုံစံတော်တော်ကျလာပြီပဲတာမန်ကန်900ရောဇက်ကန်900ပင်လေရီမော်ကန်900ပဇွန်အကောင်900ထည့်လိုက်ပြီ ဒီပဇွန်အကောင်900စီမှာရွာသားအားလုံးရဲ့မျှော်လင့်ချက်တွေပါနေတယ်တထေးလီနဲ့လောင်းကြီးကလည်းဒီအပေါ်မှာရှိနေတယ်ဒီပဇွန်တွေကစမ်းသပ်မှုတစ်ခုတည်းမဟုတ်ဘူးငါတို့ရဲ့အရင်အနည်းလည်းဖြစ်တယ်ရေအပူချိန်နဲ့စားငံလုံးကိုနည်းနည်းလေးမှားလိုက်တာနဲ့ဒီတစ်ခေါက်အခြေအနေပြန်လှည့်ဖို့မလွယ်တော့ဘူးကဲ
လွတ်လိုက်တယ်ဘယ်တော့လောက်ဆိုအကျိုးရလာသိရမလဲဒီနေ့တော့အစာစားမစားကြည့်မယ်3ရက်နေရင်သူတို့ရဲ့တန်ဆွမ်းမှုကိုကြည့်မယ်9ရက်နေရင်အခွန်အယောင်ကိုကြည့်မယ်15ရက်နေရင်တော့အရွယ်စားကိုကြည့်ရမယ် ရှောင်းကောကြီးဒီကန်ထဲကပဇွန်တွေကအစာစားတာအတန်ဆုံးပဲပထမဆုံးနေ့ညနေခင်းမှာတင်ပဇွန်တွေကအစာစားတာတော်တော်တက်ကြွတယ်ပထမဆုံးတိုက်ပွဲမှာတော့အောင်နိုင်ခဲ့ပြီဒါပေမဲ့ဒါကသူတို့အစားစားခြင်းစိတ်ရှိတာပဲရှိသေးတာတကယ်အဖြေမှန်ကိုတော့နောက်ပိုင်းသူတို့ရဲ့ကျမ်းမာတန်ဆွမ်းမှုနဲ့အယောင်အသွေးပေါ်မှာကြည့်ရအောင်မယ် ဟုတ်တာပဲတာမန်ကန်တွေကပဇွန်တွေကအယောင်နည်းနည်းနောက်တယ်ဒီကန်တွေကဟာတွေကတော့ကြီးလင်းနေတာပဲအယောင်တွေမကြည့်နဲ့အနံ့ပါနန်းကြည့်အောင်တာမန်ကန်ကပဇွန်တွေကရွှွန့်နက်နည်းနည်းရတယ်ဒီကောင်တွေရဲ့အနံ့ကတော့အတန့်ဆုံးပဲ အနံ့တန့်နေဆိုတာအရေးသွေးကအဆင့်တစ်ခုကိုတက်လှမ်းသွားပြီလို့အဓိပ္ပာယ်ရတယ်ထထေးလီကကျွန်တော်ကိုအမီးစားစရာလောက်ပဲမွေးနိုင်မယ်ထင်နေတာတကယ်ပွဲကြီးလမ်းကြီးတွေမှာတီခင်းလို့ရတဲ့အဆင့်တန်းမြင့်ပစ္စည်းတွေကဒီကန်ဟောင်းထဲမှာတစပြောင်းလဲလာနေပြီဆိုတာ तू မသိသေးဘူးဆက်လုပ်ကြမယ် 3ရက်မြောက်နေ့မှာတော့အနံ့ခံတတ်တဲ့မြေခွေးတွေမအောင်နိုင်တော့ပဲထွက်လာကြပြီရှောင်းကောထသေးလီလူတွေနောက်တစ်ခါလာချောင်းနေပြန်ပြီဘသူကလာချောင်းနေလို့လဲဖြတ်သွားတာပါရွာအရှိလန်းကနေရွာအမဆုံးအထိဖြတ်သွားရတယ်ဆိုတော့ခမည်းလန်းကတော်တော်ပိုက်ရတာပဲနော်ရှောင်းကောဒီစကားတွေကတထေးလီဖြန့်တာတေးကြတယ်သူကတော်တော်ယုံမာတာပဲရေကြီးတွေမှာအစိတ်ရှိလို့စားရင်ဝမ်းလျှောမယ်တဲ့ငါတို့ရေတွေကမတန့်ဘူးလို့လည်းပြောသေးတယ်သူကြောက်နေလို့ပါကောလာဟလာဆိုတာရေကန်တွေကမှော်တယ်လို့ပဲခမည်းကဖေရှားလီလေသူကပိုပွားလေလေပဲအကောင်းဆုံးနီးလန်းကတော့ငါတို့ပဇွန်တွေကိုဒီမှော်တွေထက်ပိုကြီးပိုတန်အောင်မွေးပြလိုက်ဖို့ပဲသူ့ကိုသွားပြီးအကျိုးချောင်းမပြောသင့်ဘူးလားမသွားပါနဲ့ तू ပြောချင်တာပြောပါစေငါတို့ကငါတို့အလုပ်ကိုပဲလုပ်မယ်ပဇွန်တွေထွက်လာတဲ့နေ့ကြရင်ကောလာဟလတွေကအလိုလိုပျောက်ကွယ်သွားလိမ့်မယ်ဒီနှစ်ပတ်အတွင်းလူတိုင်းကအသက်ရှူအောင်ထားသလိုပဲမူလကဘသူမှအရေးမလုပ်တဲ့ဒီမြောင်းပြက်ကြီးတွေကနေငါတို့တကယ်ပဲရွှေတွင်းတူးနိုင်ခဲ့ပြီရှောင်းကောအစာကြံနေတာကောင်းတဲ့လက္ခဏာလားပုံမှန်အခြေအနေမှာဆိုရင်အစာကြံနေတာကောင်းတယ်ပဇွန်တွေအစာကောင်းကောင်းစားတယ်ရေထဲမှာအစာတွေပုတ်မနေဘူးဆိုတဲ့သဘောပဲကြားတယ်မလားပင်လယ်မြက်တွေကိုဒီတိုင်းလက်တဆုပ်စာယူပြီးပြစ်ထည့်လိုက်ုံနဲ့မရဘူးအချိုးအစားရှိတယ်အချိုးအစားနားလေလားပင်လယ်မြက်လက်တဆုပ်စာကဘာများထူးခြားသွားမလဲဆိုတာငါကြည့်ကျင်သေးတယ်ပွဲကောင်းကနောက်မှာပါတကယ်အည်အသွေးကဒီနောက်ဆုံးပိုက်ကွန်ထဲမှာရှိတာ ရှောင်းကောကပိုက်ထဲကပစွန်တွေကိုပြလိုက်ပါတယ် ဒါကတိတာလုံးပါတယ်အကောင်ကြီးတာတစ်ခုတည်းနဲ့ဘာလုပ်လို့ရမှာလဲအရသာမရှိရင်ဈေးကောင်းမရပါဘူး ရေစီးလိုက်ပါဟာဘာလို့ဒီလောက်တော့မှွေးနေတာလဲမြည်ကြည့်ပါဟိုးချိုလိုက်တာဒီပဇွန်သားကလီတထေးစီကပဇွန်တွေထက်တောင်ကြစ်ပြီးကောင်းနေတယ်ညီနဲ့နေတယ်အသားကြစ်တယ်အရသာကလေချောင်းထဲမှာတင်ချိုကြံနေခဲ့တယ် အခုသူ့မျက်နှာကသူ့ရှုံးသွားတဲ့ငွေ1000ထက်တောင်ပိုဖြူဖြော့နေပြီလီတထေးခမရလည်းမြည်ကြည့်ပါဦးဒီပင်လယ်မျက်ပုတ်တွေနဲ့ကျွေးထားတဲ့ပဇွန်ကိုဝက်တွေတောင်စားမစားဆိုတာလေငါဒီလိုအရင်အမြစ်မတိချတဲ့အရာတွေကိုမစားဘူးအဲ့ချိန်မန်နေဂျာကြောက်ရောက်လာပြီဒါဆိုရင်ကျွန်တော်စားမယ်လို့ပြောလိုက်တယ် ကြောက်မန်နေဂျာခမရဖလို့လောက်ရောက်လာတာလေရှောင်းကောမင်းဒီနေ့စမ်းတက်မယ်ဆိုလို့ငါစားဖို့မှုကိုပါခေါ်လာတာဒါတကယ်ကောင်းတယ်အသားချိုတယ်အသားကြစ်တယ်ညီနဲ့လည်းအ ਨੇ ဆုံးပဲဒီထက်ပိုတိုးပြီးထုတ်လုပ်နိုင်မလားကြောက်မန်နေဂျာသူ့လက်ကွက်ထဲမှာဝင်ပါနဲ့ဒါကကလေးကစားသလိုလုပ်နေတာပါအကြီးကျယ်ဖြစ်မလာနိုင်ပါဘူးလေတထေးအရေးအသွေးကိုတော့ကျွန်တော်ကိုယ်တိုင်ခွဲခြားနိုင်ပါတယ်ကျွန်တော်ရဲ့ဒုတိယအတုပ်ပစွန်သားပေါက်တွေကမကြခင်ရတော့မယ်အရေးအတွက်လည်းများမယ်တည်ငြိမ်မှုလည်းရှိမယ်ရှောင်းကောဒီလိုပစွန်မျိုးကိုပုံမှန်တင်သွင်းပေးနိုင်မယ်ဆိုရင်ကျွန်တော်ပစွန်အရှင်စည်းနဲ့ဝယ်မယ်အရေးအတွက်နဲတာပြဿနာမရှိဘူးထူးခြားတဲ့ဟင်းလျာအဖြစ်အရင်လုပ်မယ်ဈေးနှုန်းကလည်းအရင်အတုပ်ထက်မနှိမ့်စေရဘူးကျွန်တော်စောင့်နေတာဒီစကားပါပဲပင်လယ်မြက်ကျွေးပစွန်ရဲ့တန်ဖိုးကိုမြို့ပေါ်ကစပွဲဝိုင်းတွေကနေစပြီးသတ်မှတ်ရမယ်အသားရည်အသွေးကဒီစံနှုန်းအတိုင်းသာဆိုရင်တပိတ်တာဒါမှမဟုတ်တယူနစ်ကို80ကနေစပြီးမယ်80ဟုတ်လားကြောက်မန်နေဂျာဈေးကိုရမ်းမပေးပါနဲ့ဈေးကွက်မှာဒီလိုဈေးမျိုးဘယ်မှာရှိလို့လဲဈေးကွက်ဈေးကဈေးကွက်ဈေးအထူးထုတ်ကုန်ဈေးကအထူးထုတ်ကုန်ဈေးပဲစားသုံးသူတွေကအရသာအတွက်ပေးချင်ကြတယ်လေတထေးခမည်းကဒီပင်လယ်မြက်ကျွေးတဲ့ပစွန်ကိုဝတ်တောင်မစားဘူးလို့ပြောခဲ့တယ်မဟုတ်လားရှောင်းကောမင်းသိပ်ပြီးဝမ်းမသာနဲ့အောင်နမူနာကောင်းတာကအများပြားထုတ်လုပ်တဲ့အခါကောင်းမယ်လို့မဆိုလိုဘူးမင်းရဲ့ဒီမြောင်းဆုပ်လေးတွေကဘယ်နှပွဲစာလောက်မှမို့လို့လဲ ခမ ्या ပြောတာမှန်တယ်
ဒါကြောင့်ဒီနေ့ကစပြီးဒီနေရာတစ်ခုလုံးကိုကျွန်တော်ပြောင်းလဲပြစ်မယ်ပထမအဆင့်အနေနဲ့ပင်လယ်မြက်ကျွေးပစုံကိုပဲအတိကထားမယ်ရွာထဲကဘသူမဆိုပါဝင်ခြင်းရင်ပါဝင်နိုင်တယ်နီးပညာအမှတ်တစိမ့်နဲ့အယောင်ပိုင်းကိုစနစ်တကျတသားတည်းလှုပ်ဆောင်သွားမယ်ငါပါဝင်မယ်ကျွန်တော်ယုံကြည်နဲ့ပါဝင်မယ်ကျမလည်းပါမယ် သူကကျွန်တော်ကိုငွေနဲ့ဖိနှိပ်ချင်ခဲ့တာဒါပေမဲ့အခုဒီမြောင်းပြက်ကြီးတွေကယတနာတွေဖြစ်ကုန်ပြီသူကလမ်းကြောင်းတွေကိုပိတ်ဆို့ချင်ခဲ့တာဒါပေမဲ့ကြောက်မန်နေဂျာကကျွန်တော်ဘက်မှာရှိနေတယ် ကျောင်းမန်နေဂျာကတော့ aura ကိစ္စပြောဆိုနေပါတယ်ကျောင်းမန်နေဂျာကျွန်တော် aura လက်ခံပါတယ်ဒါပေမဲ့စီးမြင်းတစ်ခုတော့ရှိရမယ်စံနှုံးမမီတဲ့ပစုံကိုပင်လယ်မြက်ကျွေးပစုံနာမည်မတက်ရဘူးဒါမှတကယ်အမှတ်တမ်းစိတ် brand လို့တာမျိုးပေါ့နာမည်ကောင်းရုံနဲ့မရဘူးအရင်နီးလေးရှိရမယ်မင်းမဖေကအရင်နီးရှိပါလေ အရေးသွေးတာတည်ငြိမ်မယ်ဆိုရင်ကျွန်တော်စပေါ်ငွေ1000ကြိုပေးမယ်ဟမ်ခမ ्या ကသူ့အတွက်နဲ့ကျွန်တော်ကိုဆန့်ကျင်တာပေါ့လီတထေးကျွန်တော်ကဝယ်ယူရေးသမားပါဘသူပစ္စည်းကောင်းလဲအဲ့ဒီလူစီကဝယ်မှာပဲလီတထေးခမ ्या ဒီမြောင်းပြက်ကြီးကဘလောက်အထိခရီးရောက်မလဲဆိုတာစောင့်ကြည့်လိုက်ပါ ခဏနေရင်ခမကြည့်နေလိုက်တော့အရှင်ကတော့တထေးလီကတော်တယ်လို့ထင်ခဲ့တာအခုကြည့်ရတာတော့လူတွေကို6လှန့်ရုံပဲတတ်တာပဲတကယ်သာအကြီးချင်းရှိရင်ပစုံနေနဲ့တက်တီပြလိုက်ပါပါစက်နဲ့ပဲဖိအားပေးမနေပါနဲ့တော့ရှောင်းကောနောက်ဆိုရင်တော့တကယ်ကြီးအားဆိုင်လောက်ရတော့မှာနော် အားဆိုင်လောက်တာထက်အခြေခံအောင်လောက်တာပိုကောင်းပါလေဘသူမှအဖတ်မလုပ်တဲ့ဒီအပြက်စည်းပုံပေါ်မှာစီးကန်းကသာပထမဆုံးအုံမြစ်ပဲ အဲ့ဒီနောက်လိုင်းနာကျင့်သုံးရမယ့်စီကန်းချက်တွေကိုကြောက်တင်ပုံးမှာရေးလိုက်ပါတယ်ဒီလိုဆိုရင်တော့တယောက်ယောက်ကလာပြီးနာမည်ဖြတ်မှာကိုစိုးရိမ်စရာမလိုတော့ဘူးပေါ့မင်းရဲ့အတွေးခေါ်ကမှန်းပါတယ်ထူးခြားတဲ့ဒေတာထွက်ကုန်တွေကအစပိုင်းမှာအရေးသွေးညံ့တာတွေကြောင့်နာမည်ပြတ်သွားမှာကိုအကြောက်ဆုံးပဲအရင်ကတော့တဲတပွင့်ချင်းစီလိုပြန့်ကျဲနေခဲ့ပြီမဲ့အခုတော့ဒီစားကန်ဟောင်းကြောင့်စီးလုံးသွားကြပြီဝန်အတော်ကဒီနေ့4နာရီအလုပ်ဆင်းတယ်ဦးလေးနစ်ကတဲအိတ်20အာချန်ကစင်တခုကဟီဆက်တယ်လောင်ကျိုးကတနိစာအလုပ်လုပ်တယ် ကန်ဟောင်းနံဘေးမှာပထမဆုံးအကြိမ်ဖြစ်တမာဝါယမအသင်းပုံစံမျိုးပေါ်ပေါက်လာပြီဒီပစုံတွေကသေးသေးလေးတွေဆိုပေမဲ့ကျွန်တော်ဘဝပြန်လဲထူထောင်ဖို့အတွက်အရင်းနှီးတွေပဲရှောင်းကောဒီရင်းကြီးပစုံလမ်းကြောင်းကိုမင်းတကယ်ပဲအကောင့်ထဲဖော်နိုင်ခဲ့ပြီပဲ စောပါသေးတယ်ဒါပေမဲ့လမ်းချောင်းကတော့မှန်နေပါပြီအရင်ကတော့ငါတို့ကပင်လယ်ထဲမှာဘာရှိလဲဆိုတာပဲသိခဲ့တာမင်းကတော့မတူဘူးဘာကိုမွေးလို့ရမလဲဘာကနေငွေဖော်လို့ရမလဲဆိုတာကိုမြင်တတ်တယ် ပင်လယ်ကအမြဲတမ်းအရာရာကိုပေးဆန်နေတာပါငါတို့ဘက်ကသာအရင်ကတေးသေးချာချာလက်မခံခဲ့ကြတာရှောင်းကောမန်နေဂျာကြောက်ကပြောတယ်မနှက်ဖြန်နမူနာပစုံဓာတ်ပုံလာရိုက်မယ်တဲ့ဘာတွေပြင်ဆင်ထားရမလဲ တန့်ရှင်းတဲ့ပစုံကန်တွေပြင်ထားပါအရွယ်စားအညီဆုံးပစုံတွေကိုရွေးထားပြီးတော့ရင်းညှိစီမံပုံအဆင့်ဆင့်ကိုလည်းပြင်ဆင်ထားအောင်ငါတို့ကစီးမဲ့ကမ်းမဲ့ကျွေးမွေးနေတာလို့တခြားလူတွေအထင်မမှားအောင်လို့ပါရှောင်းကောမြို့ကလူတွေရောက်လာပြီဟေ့ပုံးတွေကိုစီးကြောပြီးပြီပစုံတွေကိုလည်းခိတခွဲထားပြီးပြီနမူနာပစုံတွေကိုလည်းအမျိုးအစားခွဲထားပြီးသားပါရင်းညှိစီမံပုံအဆင့်ဆင့်ကိုလည်းကျမရေးထားပါတယ်လက်ဆက်မှုကတော့မစိုးဘူးပဲရှောင်းကောဒီနေ့ငါလာတာဓာတ်ပုံရိုက်ဖို့တက်မဟုတ်ဘူးမနေ့ကပြန်သွားပြီးတော့ဆိုင်ရှင်ကိုတင်ပြလိုက်တယ်ဆိုင်ရှင်ကဒီပစုံတွေကိုဆိုင်ရဲ့နာမည်ကြီးအထူးဟင်းလျာအဖြစ်လုပ်ချင်နေတယ်နာမည်ကြီးအထူးဟင်းလျာဆိုရင်အရန်ဈေးကောင်းရမှာပေါ့ဟုတ်လားဈေးကောင်းရမရဆိုတာကတော့ပစ္စည်းကိုပုံမှန်အဆက်မပြတ်ထောက်ပံ့ပေးနိုင်မလားဆိုတဲ့ပုံမှာမူတည်တယ်သူလိုချင်တာကနာမည် brand ကျွန်တော်လိုချင်တာကစီကံမရှိရင်ဒီရေမော်ပစုံတွေကိုဘလောက်ပဲအကြီးကြီးမွေးအဆင့်မီတဲ့နာမည်တစ်ခုဖြစ်လာမှာမဟုတ်ဘူးမင်းတို့လုံနေတာကအပျော်တမ်းလုံနေတာနဲ့မတူဘူးပဲလူဘယ်နှယောက်ရှိလဲ အရင်ကတော့အပျော်တမ်းပါပဲအခုတော့ရှောင်းကောနဲ့အတူစနစ်တကျစီးကန်းအတိုင်းလုပ်နေကြတာရှောင်းကောငါအရင်ဆုံးစရံငွေယွမ်1000ပေးမယ်အဆင့်မီတဲ့ပထမဆုံးရေမော်ပစုံအတုပ်ကိုမှားခြင်းတယ်အရေးအတွက်ကအများကြီးမလိုဘူးဒါပေမဲ့အရွယ်အစားနဲ့ရတာကတော့ပုံမှန်အတိုင်းဖြစ်နေဖို့လိုမယ် ငါဝယ်တာကအခုရှိနေတဲ့ပဇွန်တပုံးတဲကိုမဟုတ်ဘူးမင်းတို့ရဲ့ဒီလိုတီငိမ်တဲ့ထုတ်လုပ်မှုစနစ်ကိုဝယ်တာရှောင်းကောနင်ဘာတွေတေးဝေးနေတာလဲဒါကစရံငွေလေ မန်နေဂျာကြောက်ဒီအော်ဒါကိုကျွန်တော်လက်ခံပါတယ်ဒါပေမဲ့စာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားရမယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့စံနှုန်းမီတဲ့ပစုံတွေကိုပဲဟိုင်ယွမ်ရေမော်ပစုံလို့ခေါ်လို့ရမယ်တခြားဟာတွေနဲ့ရောလို့မရဘူးရတာပေါ့ဈေးနှုန်းကိုအရေးသွေးလိုက်ခွဲခြားမယ်အဆင့်1ပစုံကတစ်စီးအဆင့်2ကတစ်စီးစံမမီတဲ့ပစုံတွေကိုတော့တာမန်ဈေးနဲ့ပဲတွက်မယ်ဒါကမျှတပါတယ်ပစ္စည်းစစ်ဆေးတဲ့အခါရွာထဲကလူတွေလည်းရှိနေရမယ်အလေးချိန်အရွယ်အစားနဲ့ဈေးနှုန်းတွေကိုလည်းချက်ချင်းမှတ်တမ်းတင်ရမယ်ရှောင်းကောမင်းကစီးပွားရေးအခုမှစလုပ်တဲ့သူနဲ့တော့မတူဘူးတ
တခါအရှုံးပေါ်ဘူးတော့အကုန်လုံးကိုအစကတည်းကစာနဲ့ပေနဲ့ရှင်းအောင်လုပ်ထားရမယ်ဆိုတာသိသွားတာပါတချို့လူတွေကစရင်အင်မရှင်းတော့မှာပဲစကားတွေကိုလောက်ပြောပြီးကလင်ကြတတ်ကြတာရောက်ပြီယွမ်1000ရောက်လာပြီ ငါကလေးတော့ပင်ပန်းနေရရှာပြီဒီလိုနေပူကြီးထဲမှာတတိထားအောင်နော်မွေးမြူရေးတောင်အပြီးမတက်ရသေးဘူးပတ်စံနေအရင်ဝင်လာပြီဒါကတထေးလီစီမှာထက်အများကြီးတာတယ်ဒီ1000ဆိုတာအစပဲရှိပါသေးတယ်ဒါကတကားတွေပြင်ဖို့ပိုက်ကွန်တွေဝယ်ဖို့နဲ့တားပေါင်းလေးတွေဝယ်ဖို့အရင်အနည်းပါပြီးတော့ဒါဟာကျွန်တော်တို့ကြားကယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ် စာချုပ်ကိုတင်ပုံးပေါ်မှာချိတ်ထားမယ်ငွေစရင်းကိုလည်းတေချာမှတ်ထားမယ်စပေါ်ငွေနဲ့အရင်ဆုံးတကားတွေပြင်ပိုက်ကွန်တွေချအောက်ဆီဂျင်ဖြည့်မယ်ကြံတဲ့ပတ်စံနဲ့တားပေါက်တွေဝယ်မယ်လူတိုင်းရဲ့လှုပ်အားခါနဲ့စိုက်ထုတ်ငွေတွေကိုလည်းစရင်းအကုန်မှတ်ထားမယ်ပဇွန်တွေရောင်းပြီးရင်တော့အချိုးကျခွဲဝေပေးပါမယ်ဒါမျိုးကြားရတာစိတ်ချရတာပေါ့တထေးလီကပတ်စံရှိရင်အကုန်ဝယ်လို့ရတယ်လို့ထင်နေတာဒါပေမဲ့သူနားမလဲတာတခုကလေသမားတွေအနားလေဆုံးအရာဟာဘသူ့လက်ထဲမှာအမာစာတွေအမှန်တကယ်ရှိနေတယ်လေဘသူ့နှလုံးသားထဲမှာတရားမျှတမှုရှိတယ်လေဆိုတာပါပဲရှောင်းကောပြောပါဦးဒီနေ့ဘာလုပ်ကြမလဲ ဒီနေ့တော့နေရာတွေခွဲပါမယ်ဒီနေရာမှာတားပေါက်တွေမွေးမယ်အလဲမှာရေမော်အစာစမ်းတတ်မယ်ရေတိမ်ပိုင်းနေရာမှာတော့အရေးအသွေးမြင့်ပစွန်တွေကိုလူဦးရေလျှော့ပြီးမွေးပါမယ် လူဦးရေလျှော့ပြီးမွေးတယ်ဆိုတာပဇွန်ကိုနည်းနည်းပဲထည့်မွေးတာလားဟုတ်တယ်နည်းနည်းပဲထည့်မွေးမှသူတို့က AACC ကြီးထွားနိုင်ပြီးအရေးသွေးလဲကောင်းပါပါကျွန်တော်တို့ကအစ်စ်မြင့်ပစွန်တွေကိုပဲရောင်းပါအဲ့ဒီနောက်စီးကန်းချက်တွေကိုကြောက်တင်ပုံးမှာချရေးလိုက်ပါတယ်တားပေါက်တွေကိုကိုယ့်သဘောနဲ့ကိုယ်ထပ်မထည့်ရအချိုးအစားကိုစိတ်တိုင်းကြမပြောင်းလဲရရေမော်ရိတ်လင်အမြင့်ချန်ထားရမည်ငွေစရင်အားလုံးကိုပွင့်လင်းမြင်သာစွာချပြမည်စံနှုံးမမီပါကအတိအမှတ်ပြုမည်မဟုတ် အားလုံးတွေ့ကြတယ်မလားနောင်ကြရင်ရှောက်ကောကကြိုမပြောဘူးလို့မပြောနဲ့哦အဲ့ဒါဆိုကျွန်တော်ရဲ့စွန့်ပစ်ကန်ကပါဝင်ခြင်းနဲ့ဆိုလဲဒီစည်းကမ်းတိုင်းပဲလုပ်ရမှာလားဟုတ်တယ်အရင်ဆုံးစမ်းတက်ကြည့်ရမယ်အရေးချင်းပြီးမိမှပါဝင်လို့ရမယ် ဟုတ်တယ်အခုတော့ကောင်းသွားပြီကန်ရှိုံနဲ့တင်ပတ်စံရမှာမဟုတ်တော့ဘူးတကယ်ကူစီးကန်တိုင်းလောက်ရမှာဝမ်အတော်အလုတ်စင်တာတမနဲ့ဦးလေးနှစ်ကဝါလုံး12လုံးအာချမ်းကတန်ပေါင်2ခုလောင်ကျိုးကအလုတ်ကူတာတမနဲ့3ဦးလေးကဒီရီမှတ်တမ်းတစ်ချိန်အာလီယန်ကတခွန်းអော်လိုက်တိုင်းတင်ပုံးပေါ်မှာတချောင်းတိုးလာတယ်ရွာသားတွေကသူတို့နာမည်ရေးထားတဲ့တင်ပုံးကိုပဲကြည့်နေကြတာအလုတ်လုတ်တဲ့အာမန်ကတထေးလီစီမှာလှုပ်တုံးကထက်တဆထက်မကပိုအားကောင်းလာတယ်ဒီမှာဆိုရင်ချွေးတစ်ဆက်တိုင်းကဂုံသိက္ခာရှိတယ်ဒီသားဖောက်တွေကတထေးလီဝဲတယ်လို့မျိုးဈေးနှိမ်ဖို့အတွက်ဝယ်လာတဲ့ပစ္စည်းအပေါ်စားတွေမဟုတ်ဘူးမျိုးစီကအမြင့်ပဲအမြင့်သာပုတ်သွားရင်နောက်ပိုင်းဘလောက်ကြူစားအလကားပဲ ဒီသားဖောက်တွေကအားကောင်းသားပဲဘသူစစ်စေးမလဲမင်းကဒါတွေလဲတည်တာပဲလားအရှုံးနဲ့ရင်ဆိုင်ဘူးတဲ့သူကမတိလို့မရဘူးလေအကြီးအတွက်အမျိုးအစားနဲ့ရောက်မဲ့အချိန်အကုန်လုံးကျမမှတ်ထားပြီးပြီဒီနေ့သားဖောက်တာမှာပါဝင်တဲ့သူတွေအကုန်လုံးဒီဘက်ကိုလာခဲ့ကြပါဒါကတထေးလီရဲ့ကံမဟုတ်ဘူးကျွန်တော်တို့ကိုယ်ပိုင်ပထမဆုံးပင်လေရီမော်ပစွန်နေပဲလောင်ကျိုးကညဦးပိုင်းကျွန်တော်ကညလေပိုင်းအာတုံးဦးလေးကဒီရီကြည့်မယ်ဒီတညလုံးရွာတရွာလုံးရဲ့မျောလင့်ချက်တွေကဒီကံထဲမှာပဲရှိတယ် အရင်ကတထေးလီကန်ဆောင်တော့ကတော့ဘသူမှဂျင်းလက်ဖက်ကြီးလာမတိုက်ဘူးသူကပတ်စံရရင်တော့မင်းတို့ကိုတတိရတာမဟုတ်ဘူးအခုကဒါကငါတို့ကိုပိုင်ကန်လေကိုပိုင်ကန်ဆိုတဲ့စကားလေးလုံးကမန်နေဂျာကြောက်ပေးတဲ့စရန်ငွေယွမ်1000ထက်တောင်ပို့ပြီးစိတ်အေးချမ်းမှုပေးနိုင်တယ် ရှောင်းကောတထေးလီကတခုခုလောက်ကြံအောင်မလားလုံးမှာပေါ့သူကမလောက်ကြံမှာထူးဆန်းနေအောင်မယ်ရှောင်းကောခုနကကြောက်ဆောင်ကန်းချင်မှာလူနှစ်ယောက်ပင်လယ်မြက်တွေလာရိတ်နေတာတွေ့လိုက်တယ်အတော်လေးကြပြကြရလုံနေကြတာရလိုက်စမ်းမင်းနောက်တစ်ခါပြန်လာပြန်ပြီလား ငါပင်လယ်မြက်ရိတ်တာဥပဒေချိုးဖောက်လို့လားပင်လယ်ကပစ္စည်းတွေကမင်းအပိုင်မှမဟုတ်တာပင်လယ်ကပစ္စည်းတွေကကျွန်တော်အပိုင်မဟုတ်တာမှန်ပါတယ်ဒါပေမဲ့မင်းကအမြင့်ပါမကျန်နှုတ်ပစ်လိုက်တာကအားလုံးရဲ့လမ်းကိုပိတ်လိုက်တာပဲသူကပဲဒီအရာကိုဝတ်တောင်မစားဘူးလို့ပြောခဲ့တာမဟုတ်လားအခုတော့ဝတ်ကစားချင်နေပြီပေါ့လေဒီလိုမဲနေတာမျိုးကိုသုံးလို့မရဘူးရွှန့်တေပါတာကိုစေးရမယ်ခူးတဲ့အခါမှာအမြင့်ချန်ထားရမယ်စမ်းကြည့်ရမယ်ခမားတို့ကအမြင့်ပါနှုတ်ပစ်တဲ့ပြင်ရေမော်ပုတ်တွေကိုပါရောထည့်လိုက်သေးတယ်ဒါကိုယူသွားပြီးကျွေးရင်ပစွန်မွေးတာမဟုတ်ဘဲပစွန်ကိုတတ်တာပဲအဲ့ဒါမင်းနဲ့မဆိုင်ဘူးကျွန်တော်နဲ့မဆိုင်ဘူးပဲထားပါတော့ဒါပေမဲ့မနှက်ဖြန်ကစပြီးရေမော်ခူးတဲ့နေရာမှာဆိုင်းပုတ်ထောင်မယ်ဘသူပဲဖြစ်ဖြစ်စီကံမရှိရှောက်နှုတ်ရင်ရွာထဲမှာလူတိရှင်ကြအဆက်ခွဲမယ်ခမားတို့တထေးလီကမွေးချင်ရလေကို့ဘာသာသူ့တေသနာလုပ်လေကျမတို့ရေမော်အမြင့်တွေကိုလာနှုတ်တာဘာသဘောလဲဒီလောက်နဲ့တောင်ပင်လေရေမော်ပစွန်မွေးချင်သေးတာလားတထေးလီကတော့အလုတ်သက်တာအောင်တကယ်လုပ်တာပဲတက်တေတက်ပုံရိုက်ထားမနှက်ဖြန်ဆိုင်းပုတ်ပေါ်မှာတင်လိုက်
ဘသူတွေစီကမ်းမဲ့ရေမော်ခုတ်နေတယ်လဲဆိုတာအားလုံးကိုပြလိုက်မယ် သူတို့ကိုဒီအတိုင်းလှုပ်ပေးလိုက်တော့မလို့လားမလိုက်နဲ့တော့သူတို့ကိုပြန်ခွင့်ပေးလိုက်ပါသူတို့ယူသွားတဲ့ရေမော်ပုတ်တွေကကျွန်တော်တို့ဆဲဆိုတာထက်အစတရာပိုထိရောက်ပါတယ်မင်းပြောချင်တာကတထီးလီကဒီအမိုက်တွေကိုပစွန်ကျွေးလိုက်မယ်လို့ဆိုလိုတာလား သူကအောင်မြင်မှုရဖို့လောနေတာကျင်းတေပေါကျွေးမှာပဲထထေးလီကသူ့ကိုယ်သူဖျက်ဆီးခြင်းလည်းဖျက်ဆီးပါစေဒါပေမဲ့ဒီပင်လယ်ပြင်ကြီးကိုတော့အထိခိုက်မခံနိုင်ဘူးမနှက်ဖြန်ကစပြီးရေမော်ခူးတဲ့အခါစီကံတတ်မှတ်ရမယ်ဘသူမှစီးမဲ့ကမ်းမဲ့မလွတ်စေရဘူးရေမော်ခူးဆွခြင်းဆိုင်ရာစီကံချက်များညှက်ယုံသာညှက်ရမည်အမြင့်မနှုတ်ရရေမော်ပုတ်များကိုမသုံးရခူးပြီးနောက်3ချိန်စီးရမည်90ရာခိုင်နှုန်းခန့်6အောင်လှမ်းရမည်အချိုးအစားအလိုက်ရောဆက်ရမည်ဖောက်ဖြက်ပါကလူတိရှင်ကြားကြည်ညာမည်စီကံဆိုတာလိမ်မာတဲ့သူတွေဖတ်ဖို့မဟုတ်ဘူးဒီပင်လယ်ပြင်အတွက်နောက်ဆုံးခံစစ်အဖြစ်သတ်မှတ်ပေးထားတာတထေးလီကစီးမဲ့ကမ်းမဲ့လှုပ်ချင်တာကသူ့ကိစ္စဒါပေမဲ့ငါတို့စီမှာတော့အခြေခံအုတ်မြစ်ကိုဖျက်ဆီးမဲ့သူဟာတရွာလုံးရဲ့ရန်သူပဲ ရှက်ရမှန်းမသိတဲ့လူပါလားအရင်ကတော့ရေမော်ကိုဝတ်တောင်မစားဘူးပြောပြီးဒီနေ့ကျတော့လီမီသားစုပင်လေရေမော်ပဇွန်စခန်းဆိုပြီးစိုင်းပုတ်တက်လိုက်ပြီသူ့ရဲ့အနီရောင်စိုင်းပုတ်ကြီးကိုကြည့်ပြီးကျွန်တော်ဘာမှမအံ့ဩပါဘူးပုတ်နေတဲ့ပဇွန်ကန်ကိုကျွန်တော်ကဲနိုင်တယ်လို့ပျက်စီးနေတဲ့စားတွင်းကနေလေတကက်တန်ပိုးကြီးပင်လေရေမော်ပဇွန်နေမွေးမြူနိုင်တယ်ဆိုတာ तू မသိဘူး ထားလိုက်ပါဘာလို့ထားရမှာလဲလွယ်လွယ်အလျှော့ပေးတော့မလို့လားသူကနမဲကိုလိုချင်တာဆိုတော့ကျွန်တော်ကစံနှုန်းကိုတတ်မှတ်ပေးလိုက်မယ်ဒီလုပ်ငန်းမှာနီးပညာကိုလက်ဝယ်ရှိတဲ့သူပါသာစီကံကိုတတ်မှတ်ခွင့်ရှိတာဟုတ်တယ်သူကစိုင်းပုတ်တိုင်ရင်ကျမတို့ကစံနှုန်းကိုတတ်မှတ်မယ် လီရှီပင်လယ်ရေမော်ပစုံအတိုင်းအတာကြီးမားတယ်အရေးအသွေးကောင်းတယ်မြို့ပေါ်ကိုတက်ရိုက်ဖြန့်ချီပေးပါတယ်မိဘပြည်သူများအနေနဲ့လာရောက်ကြည့်ရှုပြီးပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ပါတယ် တထေးလီမင်းရဲ့ပင်လယ်ရေမော်ပစုံတွေကအချက်အလက်ဒေတာခိုင်မာမှုရှိရလားမင်းရဲ့ရေမော်တွေကညှက်ထားတာလားဒါမှမဟုတ်နှုတ်ထားတာလား သူကအောင်မြင်ခြင်းစိတ်အရန်စောလေလေရေအောက်ထဲကအမှန်တရားကိုပို့ပြီးလိလူရှုမိလေပဲအဲ့ဒီတန်ဖိုးနေတဲ့ပဇွန်သားပေါက်လေးတွေကသူ့ရဲ့ကြီးမားလာတဲ့ရည်မှန်းချက်တွေကိုမတည့်ဆောင်နိုင်ပါဘူးလူကြီးမင်းတို့စိတ်ချပါကျွန်တော်ဘက်ကမှတကယ်ကြီးမားတဲ့ပင်လယ်ရေမော်ပဇွန်မွေးမြူရေးပါချမ်းရှောင်းကောဘက်ကတော့ရေအိုင်လေးတစ်ခုလိုပါပဲအပျော်တမ်းလုပ်နေတာပါသူ့စီမှာဟိုတယ်တွေကကြိုတင်มาထားတယ်လို့ကြားမိတယ် အော်ဒါအသေးလေးတွေကဘာမှမဟုတ်ပါဘူးစီးပွားရေးလုပ်ရင်အတိုင်းတာကိုကြည့်ရတယ်ကျွန်တော်ကန်တွေကနေပဇွန်တွေထွက်လာပြီဆိုရင်အရေးအတွက်လည်းများမယ်ဈေးနှုန်းလည်းတည်ငြိမ်ပါပါ အခုနမူနာကြည့်လို့ရမလားရပါတယ်ဖန်ပြီးပြလိုက်စမ်းရေတွေကပေါက်နေပြီစီးတီးပုံနှံထွက်နေတယ်သူကတခဲပဲဟိုတီကရေမော်တွေကိုခူးပြီးကျွေးလိုက်တာလားအခုလေးတင်ဆယ်ထားလို့အဲ့ဒီလိုဖြစ်နေတာပါစေးလိုက်ကောင်းသွားမှာပါဒီအနှံ့ကမဟုတ်သေးဘူးနော်ဒါကပင်လေရေမော်နှံ့ပါဒါကထူးခြားချက်ပဲ တကယ်ပင်လယ်ရေမော်ပဇွန်ဆိုတာလက်ဆက်တဲ့ပင်လယ်နှံ့နဲ့အနှဲငယ်ချိုမြိန်နဲ့အနှံ့ရှိရမယ်အခုဒီစလုံးထဲမှာတော့လောဘစောကြောင့်ပုတ်တိုးနေတဲ့အနှံ့တွေပဲပြည့်နေတယ်ချမ်းလျှောက်ကောမင်းဘာလာလောက်တာလဲလီရှီပင်လယ်ရေမော်ပဇွန်ကိုလာကြည့်တာပါ မင်းဒီမှာဆေးရလာမလုံးနဲ့ငါကန်ကမင်းထက်ကြီးတယ်ပဇွန်ကလည်းမင်းထက်များတယ်စက်ကကြီးယာတွေကလည်းမင်းထက်တာတယ်စောင့်ကြည့်နေလိုက်နောက်ရက်နဲ့နေရင်ငါစီကပဇွန်အကြီးကြီးတွေထွက်လာတော့မှာ အခုအစာကျွေးတာခိတရက်ပြီးရေလဲလိုက်တာအကောင်းဆုံးပဲပုတ်နေတဲ့ရေမော်တွေကိုဖယ်ထုတ်လိုက်ပါဟွန်းမင်းစကားကိုငါယုံမယ်ထင်လားငါအလုပ်တွေရပ်သွားစေချင်လို့မင်းကပြောနေတာမလားမင်းကချန်ရှောင်ကောလားမင်းဘက်ကပစုံတွေကိုကျွန်တော်တို့တွားကြည့်လို့ရမလား သူ့စကားတွေမယုံကြပါနဲ့သူ့စီမှာကအရေးအတွက်နည်းနည်းလေးရေပါအရေးအတွက်ထက်အရေးသွေးကိုအရင်ကြည့်အောင် ဒါကခုနကဟာတွေနဲ့တော်တော်ကွာခြားတာပဲဒါကရေညှိတိုက်သိမ်းတဲ့စီးမြဲနေပါဒါကအစာကျွေးတဲ့မှတ်တမ်းဒါကတော့မန်နေဂျာကြောက်ရဲ့ကြိုတင်အမှားစားပါဒီရွာမှာတော့စီးကန်းကအသက်ပဲအချက်လက်တွေကလိမ်မပြောဘူးချွေးဆက်တွေကပိုလို့တော့လိမ်မှာမဟုတ်ဘူးခမည်းတော်အခုဘလောက်အထိထောက်ပံ့ပေးနိုင်မလဲပထမအတုပ်ကအရေးအတွက်သိမ့်မများဘူးကြိုတင်မှာထားတဲ့ဖောက်တယ်တွေကိုပဲအရင်ပေးရမယ်ဒုတိယအတုပ်ကိုတော့ဆွေးနွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စံနှုန်းအတိုင်းအလှည့်ဆောင်ရမယ် အော်ဒါရှိနေတာတောင်ခမားကလက်မခံချင်ဘူးလားလက်မခံနိုင်တဲ့အမှားစာမျိုးကိုကျွန်တော်လက်မခံဘူးတစ်ချိန်လောက်နာမည်ပြတ်သွားရင်နောက်တစ်ခါပြန်တီဆောက်ဖို့ခတ်သွားလိမ့်မယ် ကောင်းတယ်ဆက်တော်ရမယ့်လိပ်စာကသေးခဲ့မယ်နောက်မှပစ္စည်းရှိရင်ကျွန်တော်ကိုအကြောင်းကြားပေးပါ ခမားတို့ဘာသဘောလဲကျွန်တော်စီမှာအရေးအတွက်အများကြီးရှိတာကိုမကြည့်ပဲသူ့ရဲ့ကံအသေးလေးတွေကိုပဲကြည့်နေကြတာလားခုနကမင်းရဲ့ပဇွန်နေထဲမှာအပုတ်နှံ့ရနေတယ်လေသူဘယ်တော့မှနားမလည်နိုင်တဲ့အချက်က
ပင်လယ်နားမှာနေပြီးပဇွန်မွေးတဲ့သူတွေဟာဒီပင်လယ်ပြင်ကိုလေးစားကြတယ်ရေပြက်ရင်ကိုကျင့်တရားပြတ်တာပဲဆိုင်းဘုတ်ဘလောက်ပဲကြီးကြီးပုတ်တုံးနေတဲ့အနက်အသက်ကိုတော့ဖုံးကွယ်လို့မရနိုင်ဘူး ရေနီးဆိုတာနာမည်တက်ထားရုံနဲ့သုံးလို့ရတာမဟုတ်ဘူးရိတ်သိမ်းတာမှားမယ်စေးကြောတာမှားမယ်အစာကျွေးတာမှားမယ်ဆိုရင်ရေကပိုပြီးပြက်စီးလာလိမ့်မယ်အဲ့ဒါအမှန်ပဲအထူးစီမံထားတဲ့အစာတွေကနားမလဲပဲရှောက်ထဲမှာကိုအကြောက်ဆုံးပဲကျမတို့မှာလှုပ်ထုံးလုံနည်းတွေရှိတယ်တထေးလီစီမှာတော့အကာအကွယ်အနီရောင်ပိတ်စဟန်ပြလောက်ရက်တွေပဲရှိတာအနီရောင်ပိတ်ဆက်ကတော်တော်ကြီးတာပဲအကြီးစားအနီရောင်ပိတ်ဆက်စခန်းကြီးပေါ့ ခမ ्या တို့အားလုံးပေါင်းပြီးကျွန်တော်ကိုနှိမ်နေကြတာလားဘယ်သူမှခမ ्या ကိုမနှိမ်ဘူးခမ ्या ကိုယ်တိုင်ရေကန်နဲ့ဆင်းတော့ကရေကိုတေးချမကြည့်ခဲ့လို့ပါတထေးလီရဲ့နာမည်ကောင်းရဖို့ပထမဆုံးကြိုးပမ်းမှုဟာဒီအချိန်မှာပဲလုံးဝကြရှုံးသွားခဲ့ရပါတော့တယ် ရှောင်းကောပိုက်တွေပေါက်ကုန်ပြီရှောင်းကောဒါနဲ့တမင်လီးထားတဲ့အရာတွေပဲကြည့်ရတာအရန်စနစ်တကျရှိလို့တော့စိတ်မကောင်းဖြစ်မိတယ်ဘလို့ဖြစ်တာလဲဒါတယောက်ယောက်တမင်လောက်တာတေးကြတယ်ဘသူကများဒီလောက်စိတ်ပုတ်ရတာလဲဒါပစွန်နေအကုန်လွတ်လိုက်တာမဟုတ်လားစိတ်မပူကြပါနဲ့အရင်ဆုံးပိုက်တွေကိုအမြန်ဖာကြရအောင်ရဲကူတိုင်တင်လား အရင်တုန်းကသူအကျွေးတင်တာကငါရဲ့အနာဂတ်ကိုဖျက်ဆီးခဲ့တာအခုသူငါရဲ့ပစုံကန်ကိုလာနှောက်ယှက်တာကတရွာလုံးရဲ့ထမင်းအိုးကိုလာခွဲတာပဲဒီတခါတော့သူတကယ်မှားသွားပြီတကယ်ရဲတိုင်ပါလားတကယ်တိုင်ရမယ်တိုင်ကိုတိုင်ရမယ်ဟုတ်တယ်တိုင်ရမယ်အရင်ဆုံးဓာတ်ပုံရိုက်ထားပါဖြတ်ထားတဲ့နေရာတွေကိုမပြတ်စည်းအောင်ထားပြီးခြေရာတွေကိုလည်းမနှင်းမိပါစေနဲ့ တတ်သေးဆိုတာတေးသေးချာချာရှာမယ်ဆိုရင်ဘလောက်ပဲဖုံးကွယ်ထားပါစေဖော်ထုတ်လို့ရစမြဲပါဒါတထေးလီရဲ့ driver မောင်းနဲ့ဆိုင်ခဲ့ပဲလွန်ခဲ့တဲ့ရက်ပိုင်းကလည်းသူဒီမှာပင်လေရေမော်တွေလာခိုးခုတ်သေးတယ်ချမ်းလျှောက်ကောမင်းပါတဲ့ပေါ်လေမင်းငါလူကိုရဲတိုင်ပြီးဖမ်းခိုင်းတယ်ပေါ့ပိုက်တွေကိုဘသူဖြတ်လဲတေးဒီလူကိုတော့ဖမ်းရမှာပဲမင်းမတတ်သိရှိလားဓာတ်ပုံဗီဒီယိုခြေရာနဲ့ CCTV တက်တွေအကုန်ရှိတယ်အားလုံးရှိမှအခုပဲဖွင့်ပြရမလားဒါမင်းလို့တာမဟုတ်လားကျွန်တော်ဒီတိုင်းဖြတ်သွားတာပါပါဆက်ပိတ်ထားစမ်း ခမ ्या နဲ့ပတ်သက်တယ်လို့ကျွန်တော်မပြောသေးပါဘူးဒါပေမဲ့ခမ ्या ရဲ့ driver ကသူ့အလိုလိုလောက်တာဆိုရင်သူပဲတာဝန်ယူပါမယ်တကယ်လို့တယောက်ယောက်ကခိုင်းတာလို့သူဝန်ခံရင်တော့ရဲကိုပဲစစ်ခိုင်းလိုက်မယ်တထေးလီပွဲကစပြီဆိုတော့အကျွေးဟောင်းတွေကိုပါတခါတည်းရှင်းရအောင်ခမ ्या စီကရဖို့ရှိတဲ့စုကြီးငွေ9000အခုထိမပေးသေးဘူးနော် မင်းကဘာဖြစ်ချင်တာလဲပတ်စံညှစ်မလို့လားအဖွဲ့ဝင်ကတထေးလီအဖွဲ့ဝင်ခချမ်းရှောင်းကောပဇွန်ကန်ရဲ့အသက်ရှင်နှုန်း90%ကျော်ရင်အဖွဲ့ဝင်ကအဖွဲ့ဝင်ခကိုစုချင်းငွေ9000ပေးရမည်ပဇွန်အလေးချိန်နမူနာကောက်ယူမှုစည်ရင်းစရာတွေနဲ့အလုတ်သမားတွေရဲ့လက်မှတ်တွေအကုန်လုံးဒီမှာရှိတယ်ကျမတို့တရွာလုံးခမားပဇွန်တွေကိုဈေးကောင်းနဲ့ရောင်းလိုက်တာအကုန်မြင်လိုက်ကြတယ် တထေးလီခမ ्या ဆက်ပြီးလိန်ကျင်လဲရပါတယ်ဒါပေမဲ့ဒီပတ်စံကိစ္စကခမ ्या နဲ့ကျွန်တော်ကြားကကိုရေးကိုတာကိစ္စတယ်မဟုတ်တော့ဘူးလူတိုင်းကိုကျွန်တော်တခုသိစေချင်တယ်တရားမျှတမှုဆိုတာဘာလဲဆိုတာကိုပေါ့ ဟာယွမ်းရီညိပစုံရဲ့စရင်တွေကိုဘာလို့အများသိအောင်ချပြရအောင်လဲဘာဖြစ်လို့လဲဆိုတော့ငွေစရင်ကိုအများသိအောင်မလုပ်ထားရင်အလုတ်လုတ်တဲ့သူတွေကမင်းကအမျက်ဝေစုရဖို့မထိုက်တန်ဘူးဆိုတဲ့စကားတစ်ခွန်းတည်းနဲ့အနှင်ခံရလိမ့်မယ်ဒီစကားကအားလုံးရဲ့အနာကျင်ဆုံးနေရာကိုထိသွားစေတယ်ချွေးတွေဘလောက်ပဲထွက်ခဲ့နောက်ဆုံးကြတော့ရှင်းလင်းတဲ့စရင်စာအုပ်လေးတောင်မမြင်ရဘူးလေရှောင်းကောပြောတာမှန်တယ်နောက်ဆိုရင်ငါတို့ဘက်ကစရင်တွေကိုအများသိအောင်ချပြရမယ် ငါကအလုတ်လောက်ရမှာမကြောက်ဘူးလူတွေကငါ့ကိုအယူတယောက်လိုသဘောထားမှကိုပဲကြောက်တာပထမဆုံးစရန်ငွေကနေနောက်ဆုံးပဇွန်တစ်ကောင်အထိအကုန်လုံးကိုပုတ်ပြားပေါ်တင်ရေးမယ် မင်းတို့တွေနောင်တမရစေနဲ့ CG ကဝန်ခံသွားပြီတန်းကောင်ရံမှာပိုက်ကွန်တွေကိုတွားဖြတ်တာကမင်းကို6လှန့်ချင်ုံတတ်ပါတဲ့သူ့ကိုခိုင်းတဲ့သူကဘသူလဲဆိုတာကိုတော့ तू ထုတ်မပြောဘူး သူ့ကိုဂယုမဆိုင်နဲ့ပဇွန်နေအဆင်ပြေရင်ရပြီထထေးလီရဲ့နာမည်ကတော့ပြတ်သွားပြီဒါပေမဲ့ငါတို့ပဇွန်နေကတော့အခုမှစကြီးလာတာ ဒီလိုမှတ်ထားရင်အဆင်ပြေလားပြေပါတယ်အရင်ကပြဿနာတစ်ခုခုဖြစ်ရင်တထေးကစကားတစ်ခုပြောလိုက်တာနဲ့ပြီးသွားတာပဲအခုတော့ကိစ္စဆိုးတွေကိုတော့စရင်ထဲမှာမှတ်ထားလို့ရပြီဆိုတော့စိတ်ထဲမှာတကယ်ကြည်နှက်မိတယ် စရင်ရှင်းရင်လူတွေကြားမှာရှုပ်ထွေးမှုမရှိဘူးဒါကငါရဲ့စီးမြင်ပဲဟင်းရွမ်းရေညစ်ပဇွန်ဆိုတာလူအ ਨੇ စုရဲ့လုပ်ငန်းတစ်ခုမဟုတ်တော့ဘူးအဲ့ဒါကတိကျတဲ့စက်ရံတရားကြီးတစ်ခုလိုပဲဒီစားချင်းဟောင်းကြီးထဲမှာစတင်လဲပတ်နေပြီပထမဆုံးပဇွန်အတုပ်ကတော်တော်လေးကိုကောင်းကောင်းကြီးထွာလာတယ်
အခွန်အယောင်ကတောက်ပနေပြီးအရွယ်စားတွေကလည်းအံ့ဩစရာကောင်းလောက်အောင်တူညီကြတယ်အခွန်ကိုခွာလိုက်ရင်လေချိုမြင်တဲ့ပင်လင်စာအရသာလေးကရှိနေတော့မယ်မန်နေဂျာကြောင့်နဲ့တတိယချိန်တွေ့တဲ့အချိန်မှာတော့သူကငါ့ကိုခါဆန့်ပြီးဂုံယူနိုင်စေမဲ့သတင်းတစ်ခုကိုယူလာခဲ့တယ်ရှောင်းကောမြို့ထဲမှာတုံ့ပြန်မှုတွေတော်တော်ကောင်းတယ်ရင်းကြီးပစုံကိုနမဲတက်ပြီးတကူးတကလာမာတဲ့ဧည့်သည်တွေတောင်ရှိတယ်ငါအခုချက်ချင်းဒုတိယအတုပ်အတွက်စာချုပ်ချုပ်ချင်တယ်ဇိန်းလုံးကောပထမတန်းစာပစုံတကျင့်ကို82ယွန်တတိလီက52ယွန်နဲ့ရောင်းရတာကိုပဲလီလုံးမိုးလုံးထွားနေတာငါတို့ကအခုတရိုက်82ယွန်ထိရောက်သွားပြီစာချုပ်ကိုဘယ်လိုချုပ်မလဲပထမဆုံးထွက်တဲ့ပစုံအတုပ်ကိုအရင်စစ်စေမယ်အဲ့ဒါအဆင်ပြေပြီဆိုမှဒုတိယအတုပ်အတွက်စာချုပ်ချုပ်မယ်82ယွန်ဆိုတာကကြီးမားတဲ့သွေးဆောင်မှုတစ်ခုပါဒါပေမဲ့ခြီလန်းကြီးအယမ်းမြန်လို့ရင်ကို့နာမည်ကိုဖျက်တယ်လို့ဖြစ်သွားမယ်ဆိုတာကိုငါပို့ပြီးရှင်းရှင်းလင်းလင်းသိတယ်ငါဒီရဲ့ကြည်လင်တန့်ရှင်းမှုကိုထိမ့်သိမ်းထားရမယ်ဒီပစုံကြီးရဲ့အနှစ်သာရကိုထိမ့်သိမ်းထားရမယ်ကဲဖမ်းကြရအောင် အဲ့ဒီနောက်ပစုံတွေဟာပိုက်ကွန်ထဲမှာပါလာကြပါတယ်ကောင်းလိုက်တဲ့ပစုံတကယ်ကိုကောင်းတဲ့ပစုံပဲအခွန်အယောင်ကရှင်းလင်းတောက်ပါတယ်အရွယ်စားတွေကလည်းညီတယ်တကယ်ကိုရှင်တန်တက်ကြွမှုအပြည့်ပဲပထမဆုံးချင်းတောင်း28ကျင်းစီပိုင်းနဲ့ထည့်လိုက်ပထမတန်းစားပစုံတွေကအများစုပဲစာချုပ်တိုင်းသွားမယ်ပထမတန်းစားက82ဒုတိယတန်းစားက68ပထမဆုံးရင်းကြီးပစုံအတုပ်ရဲ့ဝင်ငွေက39,600ကျော်တယ်ဒီစားတွင်းဟောင်းကြီးကဒီညမှာတော့တကယ့်ရွှေငွေတွေကိုထုတ်ပေးလိုက်ပြီဆိုတာငါသိလိုက်တယ်ဒါကငါဂတိပေးထားတဲ့စိတ်ရင်းစာအုပ်ပဲချွေးထွက်ခံပြီးအလုတ်လုတ်ခဲ့သူတိုင်းကနေမဝင်ခင်မှာသူတို့ရဲ့မျော်လင့်ချက်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါပြီအတော်ဝေါရဲ့အလုတ်လုတ်ချိန်ကဘလောက်ဒုတိယဦးလေးရဲ့တဲအိတ်နဲ့ဝါလုံးတွေအတွက်ဈေးနှုန်းတွက်ချက်မှုလောက်ကျိုးရဲ့အစားထိုးအလုပ်ဆင်မှုဦးလေးအာတုံးရဲ့နီးပညာပိုင်းလမ်းညွှန်မှုအရာအလုံးကစည်ရင်းထဲမှာရှင်းရှင်းလင်းလင်းပါပဲဒီပတ်စံအထက်လိုက်ကြီးကိုကြည့်ရင်ငါခေါင်းထဲမှာပေါ်လာတာကတထေးလီရဲ့ပါးလွှာလာတဲ့စားအိတ်လေးပဲအဲ့ဒီတော့ကသူကတားရီကလထိုင်ပေါ်မှာထိုင်ပြီးငါကခွန်အားစိုက်ထုတ်ရုံတတ်တတ်ပါလို့ပြောခဲ့ပို့တယ်ဒါပေမဲ့အခုတော့စိုက်ထုတ်ခဲ့တဲ့ခွန်အားတိုင်းကချွေးထွက်ခဲ့တဲ့လက်တွေစီကိုပြန်လဲစီးဆင်းလာခဲ့ပြီလေမများပေမဲ့ဒါကရှင်းလင်းတဲ့စရင်ပဲငါထဲလိုက်တဲ့သဲအိတ်တွေကပတ်စံဖြစ်လာနိုင်တယ်ဆိုတာပထမဆုံးအချိန်သိလိုက်ရတာပဲပဇွန်ကန်တစ်ခုကနေပတ်စံဘလို့ရှာရလဲဆိုတာအခုပထမဆုံးသိဖို့တော့တယ်ပထမအတုပ်ရဲ့စရင်တွေကိုလူတိုင်းလာစစ်ဆေးလို့ရပါတယ် ။အိုးတထေးလီရောက်လာတာပဲ။ရင်ညှိပစွန်းတွေကိုလာကြည့်တာလား ဒီတခါတော့အနီရောင်အဝတ်နဲ့ဟန်ပြလောက်ထားတာမဟုတ်ဘူးတကယ်ပဇွန်တွေထွက်လာတာကွာတချင်ကူ82ယွန်လေ82ယွန်ဆိုတာကအကောင်ကြီးနည်းနည်းလေးမို့လို့ပါဘာများဂုံယူစရာရှိလို့လဲ အကောင်ကြီးနဲနဲလေးဆိုပေမဲ့လေအည်သွေးတော့ပြည့်မီဖို့လိုတယ်လေငါရဲ့နောက်ဘက်ကန်တွေကလည်းထွက်လာနိုင်တာပဲဒါဆိုလေထွက်လာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်စီးသီးပုံနှံ့နေထွက်လာတဲ့ကံမျိုးတော့ထပ်မဖြစ်စီနေပေါ့ အရင်ကကိစ္စတွေကနားလည်မှုလွဲတာတွေရှိကောင်းရှိနိုင်ပါတယ်ရှောင်းကောမင်းသားငါကန်တွေကိုပြန်လာပြီးစီမံပေးမယ်ဆိုရင်လစာကောင်းကောင်းပေးပါမယ်တစ်လကို2000ပေးမယ်အခုမှလူလာငှားကျင်နေတယ်သူကဂုံတိတ်ခါနဲ့နီးပညာအားလုံးကိုပိတ်ဆန်နဲ့ဝယ်လို့ရတယ်လို့ထင်နေတော့ပဲဒီကတဲအိတ်တွေနဲ့ဝါလုံးတွေကပိုင်ရှင်ရှိနေပြီသားဆိုတာကိုသူအခုထိနားမလည်သေးဘူး စရင်တွေကပွင့်လင်းမြင်သာမှုရှိမှာလားရွာသားတွေကအမျက်ဝေစုမှာပါဝင်ခွင့်ရမှာလားဒါကတိုင်ပင်လို့ရပါတယ်ပြီးတော့စုချင်းငွေ9000ကိုပေးမှာလားသူ့မျက်လုံးထဲကလောဘတွေကတော့ဘယ်တော့မှမပြောင်းလဲဘူးသူလိုချင်တာကပူပေါင်းလှုပ်ဆောင်ဖို့လုံးဝမဟုတ်ဘူးဒီနာမည်ကြော်ကြားမှုကိုဝါမျိုးပြစ်ချင်တာပဲသူ့ရဲ့လိန်လေလှည့်ဖျားထားတဲ့စရင်စိုးတွေကိုစက်တွက်နေအောင်ပါပဲတထီလီခမ ्या ကပူပေါင်းချင်တာမဟုတ်ဘူးကျွန်တော်ရဲ့ဒီဆိုင်းဘုတ်နာမည်ကိုဝေသွားပြီးတကားပိတ်ကခမ ्या ရဲ့စရင်တွေကိုတွက်ချင်နေတာကျွန်တော်တို့စီမှာအခုရေကန်ရှိတယ်အော်ဒါတွေရှိတယ်စရင်စာအုပ်ရှိတယ်စံချိန်စံညွှန်းရှိတယ်လူတွေရဲ့စီးလုံးမှုလည်းရှိတယ်တထီလီခမ ्या နောက်ကျသွားပြီပြောတာကောင်းတယ်ရှင်းလင်းပြတ်သားတယ်သူ့စီပြန်ပြီးအလုတ်မလုတ်ပေးဘူးဟိဟာယွမ်ရွာရဲ့ကောင်းခင်ကြီးကဒီအချိန်ကစပြီးတကယ်ပြောင်းလဲသွားပြီရှောင်းကောစောစောကသူ့မျက်နှာထားကပစွန်တကန်လုံးရှုံးသွားတာထက်တောင်စိုးနေသေးတယ်သူကပစွန်ရှုံးတာမဟုတ်ဘူးလူကိုရှုံးသွားတာဟာယွမ်ရွာကနောက်ဆိုတထေးတယောက်ထဲစကားကအတီဖြစ်တော့မှာမဟုတ်ဘူးဒီစကလုံး၅ကုန်းကအရင်ကတော့နှိမ့်ချတဲ့စမ်းသပ်မှုတစ်ခုသာဖြစ်ခဲ့ပေမဲ့အခုတော့ဂုံတိတ်ခါရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်နေပြီဒီနေရာမှာအင်းအားတစ်ဆက်စီရေကန်တစ်ခုစီတိုင်းကိုငွေအဖြစ်တွက်လို့ရတယ်ရှောင်းကောနောက်တစ်ဆင့်ဘာလုပ်မလဲမနှက်ဖြန်ကစပြီးဘဒုအိမ်မှာစွန့်ပစ်ရေကန်ဟောင်းစားတွင်းတွေရှိလေအစီအစဉ်အတိုင်းစည်ရင်းပေးကြကျွန်တော်ပထမဆုံးကျွန်တော်ဒုတိယ
ကျွန်တော်အိမ်ကရေကန်သေးသေးလေးလဲစီးရင်ပေးတယ်ကြည်ရတာနည်းနည်းအလုံများတော့မယ်များရင်လည်းများပါစေစီးရင်ရှင်းဖို့ပဲလိုတယ်ပိုအလုံများလေပိုမျောလင်းချက်ရှိလေပဲ တထဲလီကပြောဘူးတယ်ငါကအကျန်းလုံယုံပဲလုပ်ပြီးအမျက်ဝေစုပြောဖို့မထိုက်တန်ဘူးတဲ့အခုတော့ငါကရွာသူရွာသားအားလုံးကိုခေါ်ပြီးဒီစားတွင်းဟောင်းကိုအခိုင်အမာဆုံးပစွန်စက်ယုံဖြစ်အောင်ပြောင်းလဲပြစ်မယ်ဒီတစ်ခါကျွန်တော်တို့ကသူများအတွက်ပစွန်မွေးပေးမှာမဟုတ်ဘူးကို့အတွက်ကိုလုပ်ပြီးဟိုင်းယွမ်းရွာကြီးကိုတိုးတက်အောင်လုပ်မယ် ဒီနာမည်တွေကိုကြည့်ရင်ဟိုင်ယွမ်ရွာရဲ့ဒီမီးတောက်ကြီးကနောက်ဆုံးတော့တောက်လောင်လာပြီဆိုတာကျွန်တော်သိလိုက်တယ်အရင်ကသူတို့တွေကတထီးလီအတွက်အသက်ဆွန့်ပြီးလုပ်ပေးရတဲ့အလုပ်သမားတွေဒီနေ့တော့သူတို့တွေကကိုယ့်အတွက်ကိုအတီအလဲစူးစမ်းကြမယ်ပိုင်ရှင်တွေဖြစ်နေပြီအရင်ဆုံးရှင်းရှင်းပြောထားမယ်စရင်ပေးတိုင်းမွေးလို့ရမှာမဟုတ်ဘူးပထမအဆင့်ကရေကန်စစ်ဆေးမယ်ဒုတိယအဆင့်ကရေကန်ပြင်ဆင်မယ်တတိယအဆင့်ကရေစမ်းမယ်စတုတ္ထအဆင့်ကမျိုးချမယ်ရေကန်အခြေအနေမကောင်းရင်အတင်းလုံးလို့မရဘူးနားလဲပါတယ်ဟိုင်ယွမ်ရင်ညှိပစွန်ဆိုတဲ့နာမည်ကိုအပြတ်ခံလို့မရဘူးခလီမင်းကဒီလိုဆိုရင်ငါတို့လည်းအဲ့လိုလုပ်မယ်ရှောင်းကောဒါဆိုဘသူ့အိမ်ကိုအရင်စစ်မလဲစီးကန်းကိုအရင်ချထားမှစိတ်တွေရှုပ်ထွေးမနေမှာစရင်ပေးတဲ့အစီအစဉ်အတိုင်းပထမဆုံးအိမ်ကအတော်ဝမ်အိမ်နောက်ဖက်ကရေကန်တွားကြမယ်အရင်ကအတော်ယောက်ျားရှိတုန်းကကနန်းမွေးဘူးတယ်နောက်ပိုင်းဘသူမှမလုပ်တော့လို့ပြစ်ထားလိုက်တာပင်လယ်ကမ်းခြေကလူတွေရဲ့အသက်မွေးဝမ်းကြောင်းကတခါတလေဒီရေကန်လေးထဲမှာတင်ပျောက်ကွယ်သွားတတ်တယ်အဲ့တော့ဒီကန်ကဘလို့နေလဲရွှင့်ထူတယ်ဒါပေမဲ့သူစိတ်ပူနေပြီသူကဈေးချပြီးငါတို့ကိုဖိနှိပ်ချင်နေတာလားတထေးလီကအယူကွက်တွေလုံနေတာသူကဈေးကိုအောက်ဆုံးထိချပြီးဖောက်တယ်တွေကိုငါတို့ပစွန်တွေကဈေးကြီးတယ်လို့ထင်သွားအောင်လုပ်ချင်တာဒါပေမဲ့သူမေ့နေတာကဒီလုပ်ငန်းမှာဈေးပေါ်တာကအရေးသွေးညံ့တာကိုဖုံးကွယ်ဖို့လုပ်လိရှိတဲ့ຢာပဲဒါဆိုဘလို့လုပ်မလဲငါတို့လည်းဈေးချမလားမချဘူးသူတို့စီကဈေးပေါ်တော့ဖောက်တယ်တွေကသူ့စီကပဲဝယ်ကြမှာပေါ့တာမန်ဖောက်တယ်တွေကတော့ဈေးပေါ်တာကိုကြည့်မှာပဲဒါပေမဲ့အစင်မြင့်စားတော့ဆိုင်တွေကတော့ပုံမှန်ရရှိနိုင်မှုနဲ့အရသာကိုပဲကြည့်တာမင်းတို့မလန့်ကြနဲ့သူ့လိုဈေးလိုက်မချဘူးငါတို့ကအကြီးအသွေးကိုပဲထိန်းချုပ်မယ်နံပါတ်1ပဇွန်ကအသားချစ်တယ်နံပါတ်2ကချိုတယ်နံပါတ်3ကအရွယ်အစားနည်းနည်းသေးပေမဲ့ဈေးကွက်ထဲကတခြားဟာတွေထပ်တော့အများကြီးတာပါတယ်နံပါတ်1နဲ့2ကိုဟိုင်ယွမ်ရီညှိပစွန်အမှတ်တစိမ့်နဲ့ရောင်းမယ်နံပါတ်3ကိုတော့ရိုးရိုးလက်ဆက်ပစွန်အဖြစ်ပဲရောင်းမယ်ပထမတန်းစားအဆင့်လို့နာမည်မတက်ဘူးနံပါတ်3ကလည်းမစိုးပါဘူးဘာလို့ပထမတန်းစားအနေနဲ့မရောင်းတာလဲစံချိန်မမီလို့ဟာမင်းဒီလိုအယောင်းဝယ်လို့တာဖောက်တယ်တွေစိတ်ချရတာပေါ့ဒါကြောင့်ပဲသူ့စီကနေရေးရှည်ကုန်ယူချင်တာပေါ့သူ့ဈေးချရင်ငါတို့ကဈေးတင်မယ်ဒါမှရတာပဲတထေးလီကအရေးအတွက်များများရဖို့ပဲလောနေတာပင်လေဆိုတာလဲစိတ်ဆိုးတတ်တယ်ဆိုတာကို तू မိနေတယ်တိတ်သီးစားများများမွေးတယ်အစာတွေဖြစ်တယ်လို့ကြွေးတယ်ရေအည်သွေးပြက်စီးတယ်အဲ့ဒီဖုံးကွယ်လို့မရတဲ့နှီးနှံ့ကဈေးကွက်ကသူ့ကိုပြန်ရိုက်လိုက်တဲ့ပါးဖြတ်ရိုက်ချက်ပဲတထေးလီရဲ့ပစွန်တွေအဖမ်းခံရတယ်ရွှွညင်းနှံ့ရနေလို့တဲ့ပြီးတော့ပုံထဲကတချို့ဆိုလမ်းမှာတင်တီကုန်တယ်လို့ကြားတယ်ပစွန်မွေးတာကကျွေးကြော်တန်းဒီအော်နီယုံနဲ့ရတာမဟုတ်ဘူးအဝတ်နီလေးတစဆွဲချိတ်ထားယုံနဲ့လည်းအောင်မြင်မှာမဟုတ်ဘူးအကျွေးမဆက်ပဲလိန်နေယုံနဲ့ပိုလို့တောင်ကောင်းကောင်းမွေးနိုင်မှာမဟုတ်ဘူးဈေးချပြီးဖိနှိပ်လို့မရတော့တထေးလီကဒုတိယနီလန်းဖြစ်တဲ့အတုလောက်တာကိုသုံးလာတယ်ရှောင်းကောဈေးကွက်ထဲမှာအတုတွေထွက်နေတယ်ဒီနေ့ကုန်ပို့တာမန်နေဂျာကြောက်ဖူမန်လုံနဲ့ဒီကန်းရှောင်းချူဆိုတဲ့၃နေရာပဲရှိတယ်ဒါဆိုအဲ့ဒါအတုပဲရေထဲကပစွန်ခွန်တွေကအယောင်မှိုင်းနေတယ်အရွယ်အစားတွေကလည်းစံပြုတ်တအိုးလိုရှုပ်ပွားနေတာပဲရွှွန်နံတွေနဲ့ရောနေတယ်ညှိနှံ့ထွက်နေတယ်ဒါငါတို့ဟာမဟုတ်ဘူးရှောင်းကောမင်းဘလို့ရောက်လာတာလဲတထေးလူဒီပစွန်အတုတ်ကိုဘသူပေးသွားတာလဲတခြားလူလာပူတာပြောတာတော့ဟိုင်ယွမ်ရွာကဆိုလာပဲဟိုင်ယွမ်ရင်းညစ်ပစွန်အတုတ်တိုင်းမှာနံပါတ်စင်ပါတယ်ကံပိုင်ရှင်လက်မှတ်ပါတယ်ခမားတုံးမှာအဲ့ဒါတွေမပါဘူးခမားအတုဝယ်တာကကျုပ်တို့ရဲ့အမှတ်တစ်ချိတ်ကိုဖျက်ဆီးတာပဲအကုန်လုံးကဟိုင်ယွမ်ရွာကပစွန်တွေကြီးပဲမဟုတ်ဘူးလားမဟုတ်ဘူးဒီနေ့ခမားအဲ့ဒီဆိုင်းဘုတ်ကိုဖြုတ်ချရင်နားလည်မှုလွဲတယ်လို့သဘောထားပေးမယ်မဖြုတ်ဘူးဆိုရင်တော့မန်နေဂျာကြောက်နဲ့ဈေးကွက်စီမံခန့်ခွဲရေးအဖွဲ့ကိုဖြည့်ရှင်းခိုင်းရလိမ့်မယ်တထေးလူဈေးကွက်စီမံခန့်ခွဲရေးကိုကျို့အကြောင်းကြားပြီးပြီနော်ဖြုတ်မယ်အခုချက်ချင်းဖြုတ်လိုက်မယ်ဒီရိတ်ကဘယ်ရောက်လာတာလဲသူကတော့တကယ်ကောင်းတလားမမြင်ရမချင်းမျက်ရည်ကျမယ်လို့မျိုးမဟုတ်ဘူးဈေးချလို့မရတော့ဒီလိုရုံမာတဲ့အတုလုပ်တဲ့နည်းကိုတုံးတာပဲဒီလိုလူမျိုးကဘယ်တော့မှမှတ်ဉဏ်ရှိမှာမဟုတ်ဘူးအတုလုပ်တဲ့ရုံမာတဲ့နည်းတုံးတယ်လူတွေပို့ပြီးအထင်သေးခံရအောင်လုပ်နေတာပဲဒီလူတွေကရှက်ဆုပ်ယွန်စရာကောင်းတဲ့အတုလုပ်တဲ့နည်းကိုတုံးကြတာပဲဘယ်တော့မှအတိတရားရမှာမဟုတ်ဘူးဒီလိုအတုတွေလုပ်တာကယွန်စရာကောင်းတဲ့လုပ်ရပဲ
တထေးလီရဲ့ဒီရုံမာတဲ့အတုလုတ်တဲ့လုပ်ရက်ကငါတို့အတွက်တွေးကြောက်လို့ဖြစ်သွားတယ်လူတွေကအမြင်ရှုပ်အောင်လုပ်ချင်နေမှတော့ရေညှိပစွန်တိုင်းအတွက်ငါကိုယ်တိုင်တက်တီအထောက်ထားလုပ်ပေးလိုက်မယ်ခမရတို့စီမှာနံပါတ်စင်တွေရှိတယ်မလားဘေကန်ကထွက်လာတာလဲဆိုတာစစ်လို့ရတယ်ဒါကတခြားသူတွေရဲ့ဘယ်ကာလာမှမသိတဲ့ပစ္စည်းတွေထက်အများကြီးပိုစိတ်ချရတယ် အတော်ဝမ်းတထေးလီအခုလိုလှုပ်လိုက်တာကငါတို့အတွက်တီးတန့်ကြော်ညာပေးလိုက်တယ်လို့ပဲသူကတော့ကိုချီတောက်ကိုကြောက်ခင်းနဲ့ပြန်ထုတာပဲအတန်မကျဲသေးဘူးလို့တောင်ထင်နေသေးတယ်တထေးလီနာမည်ပြတ်သွားတော့လူတွေလည်းကွဲကုန်ပြီလူစုဖို့ကလွယ်တယ်စီကန်းထိန်ဖို့ကခက်တယ်ဟန်ယွမ်ရွာကထမင်းကိုစီကန်းရှိတဲ့သူမှစားလို့ရမယ်တထေးလီရဲ့နာမည်ပြတ်သွားတော့လူတွေရဲ့စိတ်ဓာတ်လည်းပြတ်ပြားကုန်ပြီလူတွေကိုလက်ခံဖို့ကလွယ်ပေမဲ့စီကန်းလိုက်နာဖို့ကခက်တယ်ဟန်ယွမ်ကျေးရွာရဲ့ထမင်းဝိုင်းမှာစီကန်းရှိတဲ့သူတွေပဲစားခွင့်ရှိမယ်ရှောက်ကောငါတို့အရင်ကတထေးလီနဲ့အတူတူမင်းအကြောင်းမကောင်းပြောခဲ့မိတယ်အခုမင်းတို့တမဝရမမှာအလုတ်လာလုတ်ချင်လို့အဆင်ပြေမလားအလုတ်လာလုတ်တာလက်ခံပါတယ်ဒါပေမဲ့စီကန်းလိုက်နာနိုင်မလားစရင်စရာတွေအလုတ်ချိန်တွေကိုအတိအကျဖော်ပြရမယ်ပြင်းရီတာခိုးယူတာစီကန်းဖောက်ဖျက်တာတွေလုပ်ရင်တော့ထွက်ရလိမ့်မယ်လက်ခံနိုင်လား လက်ခံနိုင်ပါတယ်အရင်ဆုံး3ရက်လောက်အစမ်းခံကြည့်မယ်အလုပ်ရမလားမရဘူးလားဆိုတာမင်းအလုပ်ပေါ်မှာပဲမူတည်တယ်ရှောက်ကော်ရဲ့စိတ်ထားကတထေးလီထက်အများကြီးပိုကြီးမြတ်တာပဲ မင်းတို့ရဲ့လုပ်ငန်းပုံစံကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဓိကကစံချိန်စံညွှန်းတတ်မှတ်ချက်ကိုတေချာလုပ်နိုင်တာပဲငါတို့စီမှာလိုအပ်နေတာအဲ့ဒီလိုစနစ်ကျတဲ့တပ်ဖွဲ့မျိုးပဲသူဘာပြောတာလဲငါတို့စနစ်တကျအလုပ်လုပ်တယ်လို့ပြောတာဒေတာထွက်အထူးစိုက်ပျိုးရေးထုတ်ကုန်အဖြစ်ရှောက်ထားဖို့စဉ်းစားဘူးလားစာရွက်စာတမ်းတွေပြည့်စုံရင်ငါချိတ်ဆက်ပေးမယ်ရှောက်လို့ရလားငါတို့ပစုံကလက်မှတ်ပါရနိုင်မလားနောက်ဆိုပို့ပြီးတော့ဖြစ်တယ်လို့လုပ်လို့မရတော့ဘူးပေါ့ ဒီနေ့မှာတော့ဟာယွမ်ရွာဟာလူတွေကြုံတယ်လို့နှိမ်လို့ရတဲ့ငါးဖမ်းရွာစုပ်လေးမဟုတ်တော့ဘူးစားတွင်တွေကဆဲယူလာတဲ့ပစုံ1ကီလိုတိုင်းကဂုံတိတ်ခါရှိတဲ့ဈေးနှုန်းတွေရှင်းရှင်းလင်းလင်းတတ်ထားတယ်ပထမတန်းစားပစုံတစ်ချင်း900 grams ကို62 yuan ဒုတိယတန်းစား86စံပီပစုံ60ဒုတိယတော့စုစုပေါင်းဝင်ငွေ2,684,400 yuan အရင်ကဘသူမှမလိုချင်ကြတဲ့စားတွင်းဟောင်းကအခုတော့ရွာလုံးကျွတ်အတွက်ရတနာဦးကြီးတကယ်ဖြစ်လာပြီပဇွန်သားပေါက်အစာပိုက်တဲယူပို့ဆောင်ရေးအောက်ဆီဂျင်ဆက်လျှက်စစ်မီးနဲ့အများပိုင်ထိန်းသိမ်းစရိတ်တွေနှုတ်ပြီးရင်ကြံတဲ့အမြတ်ကိုစီးညင်းအရခွဲဝေမယ်အတော်ဝင်းအိမ်က12,000ဦးလေးဒုတိယအိမ်က15,000အားချံအိမ်က3,000ကျော်အဖိုးကျိုးကအလုတ်လုတ်ခနဲ့အမြတ်ဝေစုဦးလေးအားတုံးကနီးပညာအမြတ်ဝေစု ငါဘဝမှာကို့ရေကန်စုပ်လေးနဲ့ဒီလောက်ငွေအများကြီးပထမဆုံးရဘူးတာပဲငါရဲ့ရီယိုနေတဲ့ကန်ကအရင်ကအလကားပေးတာတော့ဘယ်သူမှမယူကြဘူးငါရဲ့ရီကြီးကန်ကနောက်တစ်တုပ်ဆိုတေချာပေါက်ဆန်မိမှာအရင်ကသူများကန်ဆောင်ပေးတာအများဆုံးရမှာလစာသေးပဲအခုပဇွန်ရောင်းရတာကောင်းတော့ငါလေးဝေစုရတယ်လစာသေးကခွန်အားကိုဝယ်တာအမျက်ဝေစုကတော့လူတွေရဲ့နှလုံးသားကိုချိတ်ဆက်ပေးတာပဲ ဟိုင်းယွန်းရွာရဲ့ချင်းခွင်ရှာကဒီကနေ့စပြီးလုံးဝပြောင်းလဲသွားပြီဒီလိုအစည်းကားဆုံးအချိန်မှာပဲအရင်ကအမောက်အထောင်ဆုံးဖြစ်ခဲ့တဲ့လူဟာနောက်ဆုံးတော့ခေါင်းငုံပြီးပြန်ရောက်လာတယ် ။အိုးတတိလီရောက်လာပါလား။ဆိုင်းပုတ်လာချိတ်ချင်မြန်ပြီလား။ရှောင်းကောငါမင်းနဲ့စကားပြောချင်တယ်။ပြောစရာရှိရင်ဒီမှာပဲပြောပါ။ငါတို့တမဝါယာမမှာလျှို့ဝှက်ချက်မရှိဘူး။စရင်တွေအားလုံးကအပွင့်လင်းဆုံးပဲ။ခမားပြောမဲ့စကားတွေလည်းအများသိအောင်ပြောလို့ရတယ်။ ဒါမင်းရဲ့ရွမ်9000ပဲဒီငွေ9000ကအရင်ကကျွန်တော်ကိုအဆက်ခွဲဖို့ तू တုံးခဲ့တဲ့အရာတစ်ခုအခုတော့ဒါက तू မဖြစ်မနေမျိုးချရမယ်ခါတီးတဲ့အတီးပဲ နေကအနောက်ဘက်ကထွက်လာပါလားအရင်ကတော့ဘာလုပ်နေလဲအရင်ကဘသူ့ကိုမှဂယုမဆိုင်ခဲ့တဲ့ဒီစီးပွားရေးသမားဟာနောက်ဆုံးတော့သူ့ရဲ့မာနကြီးတဲ့ခေါင်းကိုငုံသွားရပြီဘာလို့အခုမှအမားဝင်ခံတာလဲဟိုဘက်စီကွက်ကငါးကုံတွေကိုလက်မခံတော့ဘူးဖောက်တဲ့တချို့လည်းအလုတ်အတူတွဲလောက်တာကိုရက်လိုက်ကြပြီခမ ्या ကအမားကိုတီးတာမဟုတ်ဘူးတောက်မခံနိုင်တော့တာငါဝန်ခံပါတယ်အစာတုန်းကငါယုံကြည်မှုမရှိအောင်လုပ်ခဲ့မိတယ်မင်းမှာပတ်စံလည်းမရှိကန်လည်းမရှိတော့ပြန်ထနိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့တာမင်းတကယ်လုံနိုင်သွားမယ်လို့ငါမထင်ခဲ့ဘူးခမ ्या မထင်ခဲ့တာကရှောင်းကော်လုံနိုင်သွားမယ်ဆိုတာကိုမဟုတ်ဘူးရွာသားတွေစီးလုံးသွားနိုင်မယ်ဆိုတာကိုမထင်ခဲ့တာဒါဆိုဒီနေ့ခမ ्या လာတာကပတ်စံလာဆက်တာလားဒါမှမဟုတ်ပူးပေါင်းလုပ်ဖို့လာတောင်းဆိုတာလားနှစ်ခုစလုံးပဲတကယ်ပဲအရှက်မရှိပြောရဲတယ်လူတွေကိုဒုက္ခပေးပြီးတော့မှအတူလှုပ်ချင်သေးတယ်တဲ့မျက်နှာကြောတတ်တော်ထူတယ်ငါကန်ကိုတမဝိုင်မတဲ့ထဲ့လို့ရပါတယ်စီမံခန့်ခွဲမှုမှာငါဝင်မစွက်ဖတ်ဘူး
မင်းတို့စီကံအတိုင်းပဲလုပ်ပါမယ် စက်ရင်းတွေကအပွင့်လင်းဆုံးပဲအည်သွေးစံနှုန်းကိုခမားပဲတတ်မှာပါရှောင်းကောဒီကိစ္စကိုတိချစဉ်းစားရမယ်သူအခုခေါင်းငုံလာယုံနဲ့စီကံဖောက်ဖျက်ခွင့်ပေးလို့မရဘူးခမားသမားဝါယမကိုဝင်ကျင်ရတယ်ဒါပေမဲ့စီကံချက်၃ချက် ပြောပါပထမရွာသားတွေကိုလူသိရှင်ကြားတောင်းပန်ရမယ်စုချင်းငွေတွေနောက်ကျတာရေညှိပစွန်အတုလောက်တာတွေကိုဝန်ခံရမယ်ဒုတိယခမားကံကိုအရင်ရပ်ပြီးပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်ကံအားလုံးကိုပြန်စစ်ဆေးမယ်စမမီရင်ဟာယွမ်ရေညှိပစွန်နာမည်တက်ခွင့်မရှိဘူး ရတယ်တတိယခမားမှာကန်တဲ့ရင်းနှီးမြုပ်နှံခွင့်မရှိမယ်စီမံခန့်ခွဲအမိန့်ပေးခွင့်မရှိဘူးအစာကျွေးတာဖမ်းတာကုန်ထုတ်တာဈေးသတ်မှတ်တာအားလုံးကိုတမဝါယမရဲ့စီမင်းအတိုင်းလုပ်ရမယ်ခမားတစ်ချိန်ဖောက်ဖျက်ရင်အဖွဲ့တွေကထွက်ရမယ်ဗဇက်နဲ့ပြောတာတက်တယ်မရှိဘူးစားချရေးလိုက် အရင်ကသူ့မျက်လုံးထဲမှာငါတို့ကဖြစ်တယ်လို့ဆက်ဆံလို့ရတယ်ရွှန့်ပိန်နေတဲ့တောသားတွေပဲဒါပေမဲ့ဒီနေ့တော့သူဖြစ်တယ်လို့ဆက်ဆံခဲ့တဲ့အဲ့ဒီတောသားတွေကစီကံတတ်မှတ်တဲ့သူတွေဖြစ်လာခဲ့ပြီ ဒီနေ့မှာတော့သူအထင်သေးခဲ့တဲ့ရွာသားတွေရဲ့ရှေ့မှာသူ့ရဲ့ဂုံတိတ်ခါအလွှာပါးလေးကိုကိုယ်တိုင်ခွာချဖို့အချိန်ကျပါပြီအရင်တုန်းကကျွန်တော်ဂတိမတီးခဲ့ဘူးရှောင်းကောရဲ့စုချင်းငွေတွေကိုဖျက်ထားခဲ့တယ်အလုသမားတွေရဲ့လောက်ခလာစာတွေကိုအချိန်ဆွဲထားခဲ့တယ်ပြီးတော့ဟိုက်တောင်ပစုံမြေအောက်လှိုင်ကောင်းထဲကပစုံတွေကိုလည်းအစ်စ်မမီတာတွေရောနှောရောင်းချခဲ့မိတယ်အားလုံးကိုတောင်းပန်ပါတယ်နောက်ထပ်ရောပါရှိသေးလဲကျွန်တော်လူတွေကိုပင်လယ်ရေမော်တွေစီးကမ်းမဲ့ခူးခိုင်းတာမလုပ်သင့်ခဲ့ဘူးအတုအပပစ္စည်းတွေကိုဈေးကွက်ထဲသွင်းတာမျိုးခွင့်မပြုသင့်ခဲ့ဘူးပိုက်ကွန်ဖြတ်တဲ့ကိစ္စကောပိုက်ကွန်ဖြတ်တဲ့ကိစ္စကကျွန်တော်ဒရိုင်ဘာမှားသွားတာပါကျွန်တော်မှလည်းတာဝန်ရှိပါတယ်ရော်ကြီးပေးဖို့ကျွန်တော်သဘောတူပါတယ် ပတ်စံကတော့လျော်လို့ရတယ်ဒါပေမဲ့စီကံကိုတော့ဖောက်ဖျက်လို့မရဘူးမင်းသာစီကံအတိုင်းဟိုင်ယွမ်ကြီးရွာကိုလာမယ်ဆိုရင်ငါတို့ကလက်မခံနိုင်စရာမရှိဘူးဒါပေမဲ့နောက်တစ်ချိန်သာထပ်ဖြစ်ရင်တော့ဘယ်သူမှမင်းကိုညံ့တာပေးမှာမဟုတ်ဘူးဟုတ်ကဲ့ကျွန်တော်သိပါတယ် ရှောင်းကောကပိုက်ဆံအိတ်ကိုစပွဲပေါ်တင်လိုက်ရင်ဒီယွမ်9000ကတစ်ချိန်ကသူကျွန်တော်ကိုအဆက်ခွဲခဲ့တဲ့အရင်းကြီးပဲဒါပေမဲ့ကျွန်တော်ကောင်းကောင်းသိပါတယ်ဟာယွမ်ကြီးရွာရဲ့လမ်းကိုတယောက်တည်းရှောက်လို့ဝေးဝေးမရောက်နိုင်ဘူးဆိုတာဒီ9000ကတထေးလီကျွန်တော်ကိုပေးဖို့ကြံနေတဲ့စုကြီးငွေပါကျွန်တော်1000ပဲယူမယ်ဒါကကျွန်တော်ရတင်ရထိုက်တဲ့လောက်ခလာစားပါကျန်တဲ့4000ကိုတော့သမဝါယမအတင်းရဲ့အများပိုင်ရန်ပုံငွေထဲထည့်လိုက်ပါမယ် ရှောင်းကောဒါကမင်းပိုက်ဆံလေမင်းပင်ပင်ပန်းပန်းရှာထားတာကိုဘာလို့မယူတာလဲအားလုံးသာမရှိရင်ဟိုင်ယွမ်ကြီးရွာရဲ့ပင်လေရေမော်ပစုံလုပ်ငန်းကအောင်မြင်လာမှာမဟုတ်ဘူးနောင်ကြရင်ဒီရန်ပုံငွေကိုလမ်းပြင်ဖို့ရေမြောင်းတူးဖို့နဲ့စစ်စေးရေးကိရိယာတွေဝယ်ဖို့သုံးကြတာပေါ့ တေချာလားချရေးထားပါ ဆောင်းပေါက်တဲ့အခါမှာတော့ဟာယွမ်ကြီးရွာဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီဒီမှာကိုပိုင်စစ်စီးရေးအခန်းရှိလာပြီကန်တိုင်းအတွက်မှတ်ပုံတင်လက်မှတ်တွေရှိလာပြီဒီတတောင်းကစမ်းမမိဘူးပြန်ဆေးလိုက်အောင်ဘသူပင်လေရေမော်အမြင့်တွေကိုထိခိုက်အောင်လုပ်လိုက်တာလေထွက်ခေစံမရေနဲ့ရေရင်တောင်စံနှုံးအတိုင်းရေရမယ် ဝမ်အတော်ကအခုဆိုရင်ပင်လယ်ရေမော်ပြုတ်ပြင်ရေးအဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်နေပါပြီစီကံကိုအလေးထားတဲ့ဒီတမဝါယမအသင်းမှာပင်လယ်ရေမော်အမြင့်တိုင်းကိုအသေးချာကြည့်တတ်တဲ့သူမရဲ့မျက်လုံးတွေကကျွန်ုပ်တို့ရဲ့အည်သွေးကိုထိန်းချောင်းပေးတဲ့တန်မဏီတကားကြီးပါပဲ အာချန်ရဲ့ရေတန်းကန်ဟာတတိယအတုပ်အဖြစ်မွေးမြူရေးလုပ်ငန်းတွေကိုတရားဝင်ပါဝင်လာခဲ့ပါပြီအရင်ကစွန့်ပစ်ရေအိုင်ဟောင်းကြီးဟာအခုတော့စိမ့်လန်းဆိုပြီးတဲ့အပင်တစ်လေးတွေထွက်ပေါ်လို့နေ ရေရဲ့အယောင်ကိုကြည့်ပါကြောက်ပွင့်လေးတွေကိုအကဲခတ်ပါကြံခဲ့တဲ့အစာအကျွင်းအကြံတွေကိုတီချာမှတ်သားထားပါဘာမှပေါ်ဆလို့မရဘူးအခုရှောင်းကောကနီးပညာအကောင့်ထဲပေါ်ရေးအဖွဲ့ရဲ့အကြီးအကဲဖြစ်နေပါပြီသူ့လက်ထဲကပစွန်စာမှတ်တမ်းစာအုပ်ဟာပစွန်အုပ်စုရဲ့အသက်သွေးကြောပါပဲ ဒီညဒီရေအတက်ကြကပုံမှန်မဟုတ်ဘူးအားလုံးရေနဲ့ခတ်လှမ်းလှမ်းမှနေကြပါဟိုင်းယွမ်ရွာမှာအားတုံးဦးလေးရဲ့စကားဟာပင်လယ်ပြင်ရဲ့အမိန့်တော်ပါပဲဘယ်သူမှမနာခံပဲမနေရကြပါဘူးဒီပစွန်ကဘယ်လောက်လဲအခုအော်ရာမာလို့ရမလား အော်ဒါတွေကိုအစီအစဉ်အတိုင်းစောင့်ပေးရပါမယ်စံချိန်စံညွှန်းမမီရင်တော့ထုတ်မရောင်းပါဘူးအတုတ်တိုင်းမှာနံပါတ်စင်တွေပါပြီးသားပါပဇွန်ကန်တွေကိုကြည့်ကျင်ရင်ဟိုင်ရင်ရွာကိုလာခဲ့လို့ရပါတယ်အရင်ကရွာထဲမှာဟိုပြီးဒီပြီးလုပ်နေတဲ့မိန်းကလေးဟာအခုတော့တမျိုးနယ်လုံးကဝယ်ယူရေးသမားတွေကိုချုပ်ကင်ထားနိုင်တဲ့သမဝါယမအတင်းရဲ့အုပ်ချုပ်သူဖြစ်နေပြီလို့ဘသူကထင်ပါလဲ ဘာလို့ရေနေရလဲမင်းကအခုတထီးလီထက်တောင်ပို့ပြီးတထီးရုပ်ပေါက်နေလို့ပါငါ့ကိုသူ့နဲ့လာမနိုင်ပါနဲ့ကွာလီသေးကြီးဒီနေ့စရင်စရာတွေကြည့်ပြီးပြီလားကြည့်ပြီးပြီအားလုံးအတွက်ဖွင့်ပြထားတယ်နှစ်ကုံအမျက်ဝေစုခွဲဝေတဲ့အခါမှာတော့ဒီစပွဲတွေပေါ်မှာရှိနေတာဟာအရက်ဝိုင်းနေမဟုတ်ပါဘူးဟိုင်ယွမ်ရွာရဲ့ဂုံတိတ်ခါတွေပါဒီနေ့ကစပြီးစရင်စာအုပ်ဟာငါတို့ရဲ့ဂုံတိတ်ခါပဲဒီနေ့
ဟိုင်ယွမ်ပစွန်မွေးမြူရေးသမားဝါယမအသင်းရဲ့စုစုပေါင်းဝင်ငွေဟာ3.86 တန်းဖြစ်ပါတယ်။ပစွန်သားပေါက်အစာစက်ကရီယောင်တဲယူပို့ဆောင်ရေးမီတာခလုံအားကားနဲ့အထွေထွေပြုပြင်ထိန်းသိမ်းခါတွေနှုတ်ပြီးတဲ့နောက်မှာတော့အသားတင်အမြတ်1.9တန်းရရှိပါတယ်။ အများပိုင်ရန်ပုံငွေဖြစ်3သိန်းကိုခြံလက်ထားပြီးရှေ့နှစ်စစ်စည်းရေးအခန်းချဲ့ထွင်ဖို့ရေနှုတ်မြောင်းပြုပြင်ဖို့နဲ့အခက်ခဲရှိတဲ့အိမ်ထောင်စုတွေကိုကူညီဖို့သုံးစွဲသွားမှာပါ။ကြံတဲ့အမြတ်တွေကိုတော့စီမင်းအတိုင်းခွဲဝေပေးပါမယ် ဝမ်အတော်68,000ဒုတိယဦးလေး92,000အာချန်43,000လောင်ကျိုး9,000အရင်တော့ငါချင်းတောင်းလေးရောင်းတဲ့အခါငါးပွဲစားတွေရဲ့နှိမ်နာကိုခံခဲ့ရတယ်ပြန်တော့မပြောရဲခဲ့ဘူးအခုတော့ကို့အိမ်ကကန်လေးနဲ့တင်တစ်နှစ်ကို68,000ခွဲဝေရနေပြီရှေ့နေကြရင်အိမ်ကောင်မိုးကိုပြင်မယ်အမေအတွက်လည်းအဝတ်လျှော်စက်အသစ်တစ်လုံးဝယ်ပေးမယ်ရှောင်းကောဒီခွက်ကိုငါမင်းအတွက်ဂုံပြုတ်ပါတယ်မင်းသာမရှိရင်ငါတို့တွေသူများစီမှာအလုတ်သမားလုပ်နေရအောင်ပါကျွန်တော်တယောက်တည်းကြောင့်မဟုတ်ပါဘူးအားလုံးဝိုင်းဝန်းစူးစမ်းခဲ့ကြလို့ပါ ။အရင်ကအချင်းပြတ်ခဲ့တဲ့တထေးလီဟာလည်းသူအထင်သေးနှိမ်ချခဲ့တာနောင်တရနေပါတယ်။ရှောင်းကောငါလည်းမင်းကိုဂုံပြူပါတယ်။အရင်ကငါအလုပ်ကိုငါအထင်သေးခဲ့မိတာအခုမှပဲသိတော့တယ်။စီကန်းရှိမယ်၊နီးပညာရှိမယ်၊စေတနာပါမယ်ဆိုရင်ပင်လေပြင်ကြီးတစ်ခုလုံးကိုတောင်ပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုလေငါမင်းကိုအတိမတ်ပြူပါတယ်။လေးစားသွားပါပြီ စီကန်းရှိဖို့ပဲလိုတာပါ ။ဒါဆိုနောက်နေ့ကျရင်အစာတွေကိုစီကန်းမရှိရှောက်ပြောင်းအောင်မလားမလုပ်ရဲတော့ပါဘူးတစိမ့်အတုတွေကိုရှောက်ကပ်အောင်မလားမလုပ်ရဲတော့ပါဘူးလုံအားကားတွေရောကျွေးချံအောင်မလားမလုပ်ရဲတော့ပါဘူးခင်ဗျာကဲတော်ပြီထိုင်ပြီးထမင်းစားကြတော့ ဒါဟာဟန်ယွမ်ကျေးရွာကပင်လယ်ပြင်ကြီးရဲ့လက်ဆောင်မွန်တွေကိုစတင်လက်ခံရရှိတဲ့အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကိုကိုယ်တိုင်ပထမဆုံးအကြိမ်ပြီးပြင်းပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်အဲ့ဒီနှစ်မှာကျွန်တော်တို့ဟာဘာမှမရှိတဲ့ကြောက်တွင်းဟောင်းတွေကနေစတင်ခဲ့ကြတယ်ဘယ်သူမှမလိုချင်တဲ့ပင်လယ်ရေမော်ပင်အနှင်းငယ်ကနေစတင်ခဲ့ကြတယ်လူတွေအထင်သေးခဲ့တဲ့လမ်းတစ်ခုကိုတရွာလုံးရဲ့စားဝတ်နေရေးလမ်းကြောင်းဖြစ်အောင်ဖန်တီးနိုင်ခဲ့ကြပါတယ် မင်းစောင့်ကြည့်နေလိုက်နောက်နှစ်ကျရင်ငါရဲ့ကန်ကနံပါတ်1ဖြစ်စီရမယ်အဲ့ဒါတော့မသေးချာဘူးနော်ငါတို့ရှင်ကြည့်ကြတာပေါ့ ရှောင်းကောနောက်နှစ်မှာငါတို့လုပ်ရမယ့်အချက်3ချက်ရှိတယ်ဘာတွေလဲတမဝါရမအတင်းကိုချဲ့တွင်မယ်ဒါပေမဲ့စီမဲကမ်းမဲ့တော့မဟုတ်ဘူးအည်သွေးကိုတော့ထိန်းထားရမယ်တရားဝင်အမှတ်တစိုက် brand အတိမပြုလက်မှတ်ရှောက်ထားမယ်ကိုယ်ပိုင်ကျွမ်းကျင်ပညာရှင်တွေကိုမွေးထုတ်မယ်အရာအားလုံးမင်းအပေါ်မှာပဲပုံမထားနိုင်ဘူးလေ ဒီ3ချက်လုံးမှန်တယ်ဒါဆိုမင်းရောနောက်နှစ်မှာဘာလုပ်ချင်လဲအရင်ကတထီးလီယာပြောတယ်ငါကလှုပ်အားပဲရှိတာအမျက်ဝေစုနဲ့မတန်ဘူးတဲ့ပိုက်ဆံမရှိကံမရှိလမ်းကြောင်းမရှိတဲ့ငါအတွက်တော့ဘယ်တော့မှနာလန်ထူနိုင်မှာမဟုတ်ဘူးတဲ့ဒါပေမဲ့အခုတော့ဟိုင်ယွမ်ရွာမှာကိုပိုင်အစွမ်းအစတွေရှိနေပြီဟိုင်ယွမ်ရွာကပစွန်တွေကိုပိုဝေးတဲ့နေရာတွေအထိတင်ပို့ရောင်းချမယ် ဒါဆိုငါကတော့အဲ့ဒီဝေးလံတဲ့နေရာတွေအထိစည်ရင်းတွေကိုလိုက်မှတ်ပေးမယ်ရှောင်းကော်နဲ့အာရှန်လာကြလေပစွန်စားဖို့ဒီနေ့တအိုးလုံးကအစင်းမြင့်ရင်ကြီးပစွန်နေနော်မြန်လာမဟုတ်ရင်ဦးလေးနှစ်အကုန်စားပြစ်တော့မယ် ငါ3កောင်ပဲစားရသေးတယ်ဒါကို3កောင်လို့ခေါ်မလားမင်းပကံတွေကပစွန်ခွန်တွေကတောင်းလို့ပုံနေပြီရှောင်းကောစားပါအောင်မင်းကအားလုံးအတွက်ပတ်စံကြီးရှာပြီးနိုင်ခဲ့တာဆိုတော့ဒီနေ့များများစားရမယ် ဒီတကောင်ကငါအိမ်ကကန်ကထွက်တာဒီတကောင်ကငါအငှားလုပ်ပြီးတဲ့ကန်ကထွက်တာဒီတကောင်ကဒီရေတက်တုံကရထားတာဒီတကောင်ကတော့စီးရင်စရာတွေမှန်ကန်လို့ရထားတာဟန်ယွမ်ကြီးရွာမှာကိုပိုင်ပစွန်ကန်တွေကိုပိုင်တစိမ့်တွေကိုပိုင်အော်ဒါတွေနဲ့ကိုပိုင်စည်ရင်စရာတွေရှိလာခဲ့ပြီဒီနေရာဟာလီတထေးရဲ့ပိုင်ဆိုင်မှုမဟုတ်တော့ပဲတရွာလုံးရဲ့အိမ်ဖြစ်သွားပါပြီ ဘလို့လဲအရသာရှိလားကောင်းတယ်နောက်နှစ်တွေမှာဒီထက်ပိုကောင်းပါစေဟိုင်ယွမ်ကြီးရွာဒီထက်ပိုကောင်းပါစေလူငယ်အမျိုးသမီးတမဝါယမအတင်းကြီးဒီထက်ပိုကောင်းပါစေဂုဏ်ယူပါတယ်ဇလန်ကဒီမာတဲ့အဆုံးသတ်သွားတာမဟုတ်ပါဘူးဒါဟာဟိုင်ယွမ်ကြီးရွာရဲ့တကယ့်အစပြုခြင်းပဲဖြစ်ပါတယ်